Adada kodi no. So adada kodi. Adada kodi. Adada kodiga. Adada kodiga. Kadam bedo da chenya apyen. Kadam bedo da chenya apyen. Adada myendani. Adada myendani. Bado tudindi. Bado tudindi. Buddha padarata. Buddha padarata. Sa pito nanesa thamen shi do. Sa pito nanesa thamen shi do. Sabido, Dudra Tengam, Senjita Oshido, Malaganda Udebana Hadam, Panatana Tabian Dodi, Eduna Shido, Oda Datra Tensa, Ya Mujin Halaga, Matona Tensa, Ya Najin Halaga, Nagarata Yuma, Ekmandan Twedo, Asana Lubango, Adada kodi.
ပါဠိဖတ်ကြည့်အတ္တတာဟောတိကထံအတ္တတာနောက်ဘောကိရဒီကိရကတေနဝတ္တအတ္တတာပုံထိုင်ပေးပါရမှာအတ္တတာကိရပါလေမြင်တရားကိရဒီအနုသောနာတိနိဗ္ဗာန်တော်အနုသောနာတိသတ္တပါစင်ကြကိရနုသောရုစီတုပေမပါအဘိဓမ္မာပေအဘိဓမ္မာအဗျာဝတ္တပါနော်အနုသောအာရုစီဒီနေရာမှာကိရတဆန်းစကားကြာဘူးဒီကဒီလိုပြောရမှာအတ္တတာကိရမြင်တရားဒီလိုပဲမြင်ပြီးတရားကဲတော့ပါပါဘုဒ္ဓသဗ္ဗနာဘုဒ္ဓဒီတသဗ္ဗနာပြင်ဘယ်သူကိုဆွေးရသုံးသပ်ရမှာတော့စာဝဲမှာမိတဲ့အခါကျတော့ကိရနဲ့သဗ္ဗနာအဆွေးတိကျပေါ်လွင်စေလျက်ဘယ်သူကိုဆွေးမှာတော့ရှင်လူတွေနဂရတော်မျိုးမှာဗုဒ္ဓပါဒရတံစာပြီးတော့နာနဲ့စာရှိတော့စာပြီးတော့ဘုရားထွက်တာဗုဒ္ဓနာနဲ့အစာပါဒရတပြောပါမယ်ပါဒရတနာနဲ့စာဟောဒါပဲရှိတယ်နာနဲ့စာပါဒရတပါဒဘောအာဘဘောအတနာအာသံပါလေအစာသမင်းဆိုတဲ့အနေကိုဟောတယ်ပါဒရတကိုရာလို့လာတယ်ပါဒဘောအာသဘောနောက်မှာတရနှောင်းပြီးပြောကြပါဒဘောဘိုင်ခါလာတာရာခါလာတယ်မင်းတို့ရဟုပါတယ်ရာဂရဏိတိပါဒကုဏတိပါဒသုရတိတောပေါ်လာပြီဘယ်ကလာဒီဥဒိတိမှန်ချပါမှာပေါ့ကွာဥဒိတိကယောမရဏရတာသာတာကွာနော်ရာဂရဏိတိပါဒကုဏတိပါဒသုရတိတောဟောဆိုတာကမင်းတို့ကသမုတ်ပေးပွားတယ်ပုဏ္ဏစရုနိနဲ့တူပါတုပါဒနောတရနောကအာဂမရာဂောအမြစ်စာဒီလိုမှလားစတုရာရခဆိုတာကြောင်းမှာစတုရာကစတုအာရခစတုပေါင်းတော့နောက်ကအာရခဘာနဲ့စတော့အာနဲ့စတယ်အာနဲ့စတယ်ဒါကြည့်ရှင်းမယ်နောက်မှာတရနောရင်ရှင်းမှာစတုနဲ့ချတရနောဘာကရလာမှာတော့ရာဂောအခရလာပြီးစတုရာရခရပဲ့တဲ့အခါမလာရဘူးစတုရာယခဟူရင်၎င်းစတုရာရခဟူရင်၎င်းပဲ့တဲ့ရှိရတဲ့ရပါကြောင်းပြန်ဆုံးပြပါဆိုရှင်းမှာစတုနောက်မှာအာရခတရနဲ့စထားတဲ့ပုံနှောင်းတီတွဲကြောင်းစတုအခါဘာအခါလာမှာတော့ရာဂအခါစတုရာရခလည်းတဲ့စတုဝါရခလည်းတဲ့စတုလာရခလည်းတဲ့ဘူးစတုရာယခလည်းတဲ့ဘူးအဲ့ဒီလိုပါဠိဆုံးဖြတ်ဒီမှာလည်းမထုတ်တူပါဒဘောအာဘဘောဥနာစုနိနဲ့ဒီပါတုပါဒနာတရနောအာဂမရာဂမေသပါဒဆိုတဲ့ပုံတော့အာသဆိုတော့နောက်ကဘာနှောင်းနေအာသရနောတိပြောကြဘာအခါလာထားတော့ရာဂအခါလာဒီနေရာမှာဗုဒ္ဓပါတရာသဟူ၍၎င်းဗုဒ္ဓပါတဝါသဟူ၍၎င်းဗုဒ္ဓပါတဒါသဟူ၍၎င်းယောမရဏဒါလသရမဟုတ်လားအခါရှင်တို့တွေကဘာအခါလာထားတာတော့ရာဂအခါလာထားတာဖြစ်သည့်အတွက်ကြောင့်ဥနာစုနိနဲ့ဒီပါတုပါဒနောတရနောကအာဂမရာဂမေသဥနာတို့သုတို့ပါတုတို့ပါဒတို့တရနောနောက်မှာလာတဲ့ပုတ်တိတရနဲ့စားလို့ရှိရင်အမြဲတမ်းဘာခါလာတော့ရာဂပါဒရာသတဲ့ဒါပါဠိဆုံးပြတယ်ဒါပဲဓမ္မစီယစာမှာဘာမှမခက်ဘူးငယ်လက်ကြီးတုန်းကတရနဲ့ယူတဲ့ဒီလောကေဝိတဲ့ပုဂ္ဂိုလ်ကဒါလေးပေါက်ဖြေသွားရုံပဲတခုလိုရှိတယ်မင်းအမေပြေခံပြီးလာတဲ့ကောင်ဘာမှနားလည်မှာမဟုတ်ဘူးအဲ့ဒါတည်းရှိတယ်ကိုယ်ပမာဏကိုသိရကဲဝိပ္ပကြံကြည့်ဗုဒ္ဓပါဒရာသဗုဒ္ဓပါဒရာသပါဒရာသကနိုင်တဲ့စာဗုဒ္ဓစာရစာပြီးတော့နိုင်တဲ့စာရှိတော့စာပြီးတော့ပြောတော့တာဗုဒ္ဓဘာသာဘာပစ္စည်းတာဥဇာရတပြစာအပြီးတော့ဆိုခါကပဲဒါပစ္စုပန်တဲ့နာကဘာကလာနဲ့ဆိုကြဆိုရမှာစာအပြီးတော့ကတုဒါနာကမ္မဒါနာဘာကရိယာနဲ့ထားမှာနော်ကမ္မဒါနာပုံစည်းထားသည်ဗုဒ္ဓဒါမှမလားပုံစည်းထားစာပြီးအတိတော့ကြောင့်ဗုဒ္ဓဒါပဲရှိတယ်စာပြီးတော့နိုင်တဲ့စာရှိတော့တဲ့ရှိဆိုတာကဗုဒ္ဓနဲ့ပါရသပုဂ္ဂိုလ်ဘာတွေ့ရမလို့ပြောဘုဗ္ဗီတွေ့ရမယ်ဘုဗ္ဗီမှာကံဟောပါတတိယနေစေဆိုဗုဒ္ဓဆိုတဲ့ကံဟောပုရိသကရိယာပါဠိတွဲကြောင်းဒီနေရာမှာအညပုတ်ဘာဝိပါဒထားပါဒါကဘယ်နေဘုဗ္ဗီမှာကံဟောပါတတိယနေစေဒီလိုမဟုတ်လားကဲပြီးတော့ဗုဒ္ဓံပါရသံယေနာတိဗုဒ္ဓပါရသော
ဘသူရတာမာဇနောဘသူရတာသူတင်ရတာဟုတ်လားဗုဒ္ဓဘာသာသာသုတ္တရာသင်္ကမာလကနာဝိလေပနာဟတံတို့ကဘယ်မှာသွားဆိုင်တာမာဇနာဆိုတဲ့ပုံမှာသွားပြီးတော့ဒုညရိကရဏဝိသေနဝိသေတရားသွားဆိုင်ရတာဒါကြောင့်ဝိကျုံလို့ရဗုဒ္ဓံဘာသာသာယေနာတိဗုဒ္ဓဘာသာသောဟောယေနာအကျဉ်လူပေါင်းသည်ဗုဒ္ဓံသုံးဆောင်အပ်ပြီးသောပါရသနာနဲ့စာသည်အတ္တိရှိဣတိတော်ကြောင့်သောမာစနာတို့လူပေါင်းသည်ဗုဒ္ဓဘာသာသောဗုဒ္ဓဘာသာသာပြီးဗုဒ္ဓဘာသာသောသုံးဆောင်အပ်ပြီးသောနာနဲ့စာရှိသောလူပေါင်းဒီလူတွေကပါလေနာနဲ့စာပြီးမှပါလေထွက်လာရတဲ့လူတွေလို့ပြောတာဘယ်တော့လက်တရားပြုကျင့်နေလို့မရဘူးလက်တရားအဲ့တလုံးတလုံးအပန်းကိုကြားလိုက်ရင်လည်းပုတ်တယ်ကိုဝိယုဆိုလိုက်ရအဲ့ဒီစနစ်ကိုသွားတယ်ကဲဒီမှာဘောဘိသမမရှိဆိုတဲ့အပန်းကိုထားကြားရင်ဘောဘိသမမလို့သိတယ်ဒါပေမဲ့ဘာဘုတ်ဘိလဲဆိုတော့ဗုဒ္ဓနဲ့ပါရသဆိုတဲ့ပုံမှာဗုဒ္ဓဆိုတဲ့ပုဂ္ဂကာမဒါနာဗုဒ္ဓဆိုဖြစ်တည်ด้วยကြောင့်ဘောဘိမှာကံဟောပါတတ္တိယနေစေအဲ့ဒီမှာမှကံဟောဗုဒ္ဓစိုက်ပါတယ်တတ္တိယဝိပန္နထားမလားဆိုမဟုတ်ဘူးအရင်မင်းတို့လူဟောပုဂ္ဂိုလ်တွေပြောဥပါတယ်ကံဟောဗုဒ္ဓစိုက်မှာပါသောပူဇာတိုင်ဆိုတဲ့စာကျင်ကရိယာဤကတ္တကလည်းပဲကတ္တနဲ့ပါလဲအညပုယတရားသည်ပါတူရမှာအယတူရမယ်ကဲဒီနေရာမှာနည်းနည်းသာစားတာဘယ်သူတော့မာဇနာပဲဗုဒ္ဓစားတာလေပူဇာတိုင်ကရိယာလေကတ္တလေမာဇနာတူမနေဘူးလားတူသည်တော့ကြောင့်ဒီနေရာမှာအညပုပ္ပန္နထားမှာတတ္တိယဝိပန္နဒီလိုဆိုဗုဒ္ဓပါရသယေနာတိဗုဒ္ဓပါရသောယေနအကျဉ်လူပေါင်းသည်ဗုဒ္ဓသုံးဆောင်အပ်ပြီးသောပါရသနာနဲ့စာသည်အတ္တိရှိဤတို့ကြောင့်သာတို့လူပေါင်းသည်ဗုဒ္ဓပါရသောဗုဒ္ဓဘာသာသာပြီဗုဒ္ဓဘာသာသောသုံးဆောင်အပ်ပြီးသောနာနဲ့စာရှိသောဝါနာနဲ့စာစားပြီးသောဒီလိုတိတ်ပြရတယ်ဝိယုဒီလိုကြံညက်ကောက်တဲ့အခါမှာဒီတဲ့သွားမှာသုံးချမ်းလို့ဒါပဲနံပါတ်၄မှာအမြဲတမ်းပါမေးတော့ဝိယုစုံကိုမေးတယ်ငါဒီဝကြမဆန်ခဲ့ဘူးမဆန်မေးအနေတရားရှာနေပြောတော့သုတ္တရသင်္ကသုဒ္ဓဘောဥဒ္ဒသင်္ကဘောစံကြည်သောဘုရားရတာသုဒ္ဓအဝတ်စံကြည်သောအဝတ်စံကြည်သောအပေါ်ယုံဘောဥဒ္ဒသင်္ကစာမင်းတို့ခွန်ကြီးတွေပြောဆိုဥဒ္ဒသင်္ကစာဘုရားပါဘူးပြောတာဧကတိကိုပြောတာဥဒ္ဒသင်္ကဟောမှာကအိန္ဒိယနိုင်ငံဟုတ်လားဒီသူတွေဝေသာလီဟုတ်လားဝေသာလီအာဝိတုတွေဒီလိုမဟုတ်လားကလန္ဒကာမောယူဝေသာလီရဲ့အနည်းနဲ့မှာဥသွားကြည့်ဘာမှမပြသေးဘူးလိုက်ပေါင်း2500ကသူတွေလူဖြစ်ခဲ့တာပဲအဲ့ဒီနောက်မှာဘယ်သူတွေရှိရောအဲ့တော့အိန္ဒိယရောက်ပြီးတော့တွေ့မှာပေါ့ပိုက်ပြီးခရောင်းကြိုက်ပြီးနေတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ဟာလားသူတို့ဝယ်ရင်လာတာဟိုကကလဝတ္တတယ်ပါကလရောနော်အဲ့တော့ကလလည်းကလကမကြိုက်ဘူးကွာဆိုတော့ဝါကြတယ်နော်ကဲသုဒ္ဓရသင်္ကသုဒ္ဓဥဒ္ဒသင်္ကဥဒ္ဒသင်္ကပေါ်ယုံဆိုတာကစာရီဘောပါမျိုးသမီးနော်အပေါ်ချုံတခုဒီနေ့ခေါ်တာအဲ့တော့သုဒ္ဓဥဒ္ဒသင်္ကသုဒ္ဓဥဒ္ဒသင်္ကဥဒ္ဒသင်္ကစံကျင်သောအပေါ်ယုံဝရှိသောဆိုတော့ဥဒ္ဒသင်္ကပါလိမ့်လို့ဒီနေရာမှာတခုတရိတာပါစံကျင်သောဆိုတဲ့ပုဒ်ဒီဥဒ္ဒသင်္ကပုဒ်ရဲ့ဝိသေသရာဘုဖြစ်တည်ရွယ်ကြောင့်သုဒ္ဓပုဂ္ဂိုလ်ဝိကျုဆိုရင်လည်းပဲဥဒ္ဒသင်္ကကိုကြည့်ပြီးတော့ပါလိမ့်နဲ့ပဲနိဗ္ဗာန်ရှာမှာဥဒ္ဒသင်္ကနမောလိမ့်လားပေါ့မယ်ပန်းချတယ်တို့သေးတယ်အဲ့ဒီလေးပြန်ရှာနေဒုက္ခနိုင်မကွေးသေးဘူးစာချဆရာလေးတွေပါစကားပြောရတယ်နေရှောင်ရတယ်ပါငါအားရပဲပြောချလိုက်ခြင်းဟုတ်လားပြောပြီးသားဖြစ်ပါပြီဥဒ္ဒရာသင်္ကမင်းတို့ဝတ်တယ်ပါလေအပေါ်ရောဟုတ်လားသင်္ကန်းကိုလည်းဟောတယ်လူတွေဝတ်တဲ့အခါမှာပါလေခြုံထေဖို့ပါဒါပဲရှိတယ်ဟုတ်လားစံကျင်သောအပေါ်ရောခြုံထေရှိသောဒီလိုသုဒ္ဓဥဒ္ဒရာသင်္ကောတေကြတော့ကြည်စံကျင်သောဆိုတာကြည်ချင်းပြကံဟောဗုဒ္ဓစိတ်ပါလားမပါသည့်အတွက်ကြောင့်သုဒ္ဓဥဒ္ဒရာသင်္ကောယတ္တာတိသုဒ္ဓဥဒ္ဒရာသင်္ကောယတ္တမဟာဇနတံကျင်လူပေါင်းသုဒ္ဓစံကျင်သောဥဒ္ဒရာသင်္ကောအပေါ်ယုံခြုံထေသည်အတ္တိရှိဣတိတော့ကြောင့်ပေါ်တော်လူပေါင်းသည်သုဒ္ဓရာသင်္ကောသုဒ္ဓရာသင်္ကပြီးကြိုင်ဒီကြတော့သုဒ္ဓဆိုတဲ့ပုဒ္ဒစိုက်ဥဒ္ဒရာသင်္ကဆိုတဲ့ပုဒ္ဒစိုက်မှာကံဟောပုဒ်စိုက်ပါလားမပါသည့်အတွက်ကြောင့်အညပုဂ္ဂိုလ်တတ္တိယပဏ္ဏထားလို့ရပါမလားရပါဘူးဗုဒ္ဓဘာသာမှာဗုဒ္ဓနဲ့ဘာသာမှာဗုဒ္ဓဆိုတဲ့ပုဒ္ဒစိုက်ကံဟောပုဒ္ဒစိုက်ဖြစ်သည့်အတွက်ကြောင့်ဘာနှထားရတော့
အညဘုံမှာတတိယယူပါနဲ့ဒါကြောင့်ဗုဒ္ဓပါရသယေနာတိဗုဒ္ဓပါရသောသုဒ္ဓဥဒ္ဒရာသံယတ္တာတိသုဒ္ဓဥဒ္ဒရာသံကောဘသူရမာစနောအကောင်လုံးကဗုဒ္ဓပါရသကလည်းပုံးလိုက်ဟုတ်လားမာစနာကိုနေပြီးတော့သုဒ္ဓဥဒ္ဒရာသံကလည်းပုံးလိုက်ပဲဒုတိယယူပါနဲ့ထားလို့တာအံယူပါနဲ့နေတာနောက်တကမာလာကန္တဝိလေပနာဟတ္တဒီပုတ်จิตမာလာပံကန္တနာဝိလေပနာနတ်ပါဗျာကဲအဲ့မှာသိချာမာလာကပါလိုက်တဲ့ရထချတယ်ကန္တကဟောရုပ်ပိုင်နဲ့ပါဠိမရဘူးရူပဆိုကြမှာရူပရူပနဘောနေနဲ့ရှိပါတော်ပုံနေနဲ့ရှိကံတော်ဘာနဲ့ရှိတော့ရာတော်ကိုရထားတဲ့ပါဠိနဲ့အခါတော့ပထမဝိပဿနာဆင်ကျင်တယ်သိဘူးလားသိပါတယ်ဘာလို့မသိရမလဲခန္ဓာဆိုရင်အနန္တကအဲ့ဒီလိုပြောရှိတယ်မာလာအဲ့ဒီလေကန္ဓာပုံနေဝိလေပနာပါနေတော့ဘောကြတကယ်သိတာမသိရင်မသိလို့နေလိုက်တော့တခုနဲ့တခုမတူဘူးမာလာစကန္ဒောစဝိလေပနေစမာလာကန္ဓာဝိလေပနာနိဘုံနဲ့ထားတယ်ဧကုံနဲ့ဆိုရင်မရတွမ်းမှာပါလေဆရာတိတာအင်္ဂါတိတာဟုတ်လားအနဝဆရာဣတိရိကရသတိပြန်ယူသိတိကိုတွေပါသုံးလို့ရသေးတယ်ပရာပြောရင်နေကြောင်ကြောင်ဖြစ်တော့ကိုသိချတယ်မာလာကန္ဓာဝိလေပနာပံတရားရတာမာလာနန္တနန္တပြောင်းဝိလေပနာပဏ္ဏတနတယောတို့သိလက်တို့၌ရှိတော်ဒါပါသမတ်ဘောဘိသမဘာဘောဘိလဲစောဒီဘောဘိတောင်းလျာတိကရဏလားဘိနာတိကရဏလားပဏ္ဏတနတပြောင်းတို့သိဆိုကာနာမာလကနာဝိလေပနာအနေနဲ့လက်တို့၌ဆိုတဲ့ဟတ္တပုံကိုဥပ္ပရှင်တူရလားမတူတာကြည့်ချင်းမြင်တာတုံလျာတိကရဏဘောဘိလားဘိနာတိကရဏဘောဘိလားဝိယံလို့ရင်မာလကန္တဝိလေပရာနိဟတ္ထေတုဧတတတိမာလကန္တဝိလေပနာဟတ်ထောလည်းဖြစ်သွားတယ်ဧတတမာစနတဤလူပေါင်းဤဟတ္ထေတုလက်တို့၌မာလကန္တဝိလေပရာနိပဏ္ဏတနတ္တပြောလို့သည်အတ္တိတန်တိရှိကိုဤဒီတို့ကြောင့်ပေါင်းပါသာသူလို့ပေါင်းသည်မာလကန္တဝိလေပနာဟတ္တမာလကန္တဝိလေပနာဟတ္တမိမာလကန္တဝိလေပနာဟတ်ထောပဏ္ဏတနတ္တပြောလို့သည်လက်တို့၌ရှိသောလူပေါင်းဒီလိုဖြစ်လာတယ်။ဒီဝိဇ္ဇေလေးပါကြံခိုင်းမှရမယ်။ဒါတော့ကြံမှလည်းမဟုတ်ပါဘူး။မကြံတဲ့အရှင်ကြပစ္ဆံပေရတာပဲကွာဆိုကိုယ်စိတ်စာပြင်ရှိပြင်နေကြဟုတ်ကြ။ငါနဲ့စားရည်နေနေမြင်ရှင်လို့ကြိုင်ဒီလောက်ဆင်ထားပြီးပါပြီ။သိပြီမလားကွာ။မာလာယကန္တယဝိလေပနာပုဂ္ဂဘပုတ်တွန်သမပုတ်မာလာစာကန္ဒောစာဝိလေပနေစာမာလာကန္တဝိလေပနာနိတွန်သမမှာပါပြထားတယ်နောက်ပုတ်ပြထားတယ်ဒီလိုပဲတော့နှစ်ပုတ်ပြထားတယ်မှန်တယ်ဒါပေမဲ့တွေးတဲ့အခါမှာပုတ်လုံးကြတယ်ဘယ်သူကပြထားတယ်နောက်ကပုတ်ပြထားတယ်ကဲဒီဘက်ကပြည်စေကွာငါတို့အတိတ်ပြသွားမယ်ဟုတ်ပဲဟုတ်ပဲမနေ့ကဒီယောက်ကကျန်တဲ့ဟောကြားပွဲကဲကျန်ပြန်တော့ပြန်ပြောမယ်အဲ့နောက်ကမှတ်မိဖို့ရည်ကြီးတယ်ပါရာဇိကတိကအနေပိနှိတ်ကပါလေကျန်တဲ့အနုတန်နေကျန်တဲ့ပု္ပ္ပာကျန်တဲ့သောနာကျန်တဲ့အဘိယစကကျန်တဲ့ပြောပြီနော်အနုတန်နေကျန်တဲ့နဲ့အဘိယစကကျန်တဲ့မှာအတိတ်ပဲမပြန်ဘူးပု္ပ္ပာကျန်တဲ့နဲ့သောနာကျန်တဲ့မှာအတိတ်ပဲပြန်ရတယ်မနေ့ကပုစတိဗုဒ္ဓဘဂဝါနဲ့ပတ်သက်ပြီးတော့ပြောခဲ့ပြီပုစတိဗုဒ္ဓနဲ့ဘဂဝါဝိယဝစတမတပါအယာကပိတိယထောပြသည့်အတွက်ကြောင့်သူကပက္ခန္တရာဖြစ်တယ်ပက္ခန္တရာဝကြမျိုးကိုပု္ပ္ပာတို့သောနာတက်တဲ့အခါမှာအာဝဆင်ရပက္ခန္တရာဟုလာကဧဝအာဝဆင်ဧဝအာဝဆင်ရဒေါသတဲ့အခါမှာပက္ခန္တရာဟုလာကအပြပိတတဲ့ပက္ခန္တရာဟုလာကအပရိပူလာတဲ့ပက္ခန္တရာဝကြလို့အမိပေးရတော့နေရာတိုင်းမှာဒေါသတဲ့ရဲ့အပြပိတအပရိပူလာဒေါသ
ပက္ခန္တရလက္ခဏာကိုအထာဂရဒီယာထဲမှာဘာနဲ့တွေ့မှာတော့ဝါအတဝါအပိစာအပရောနယောတေတဝကြပက္ခန္တရစောစနေရဘုကောက်စောဝါတဝါပါဠိနဲ့စတော်မှာတပတ်ကိုစုဝါပါဏထောမှာတပတ်ကိုစုဝါလို့အဲ့ဒီလိုထောမှာတပတ်လို့ပေးထားလို့ရှိရင်အဲ့ဒါဘာဝကြလဲနော်ပက္ခန္တရဝကြဝါဒရာထာဝါဒရာပိစ္ဆဒရာပရောဏိယဒရာဖြင့်တက်လာတဲ့ဝကြမျိုးကိုလေဘာလို့ခေါ်တော့ပက္ခန္တရစတော်မှာတပတ်ကိုစုဝါစပါလို့နေတရားပေးထားမယ်အဲ့ဒီစပါစဘာလုံးဖိုင်နဲ့မင်းတို့ကဘောလုံးမကြီးတာဆိုစဘာသိမ့်ပဲမှတ်တယ်ဟုတ်လားစပါဆိုတာဘာပြောတာနော်ပက္ခန္တရပါဏပါဆိုတာဒီပါလဲပက္ခန္တရနေတရားဒီမှာအဲ့ဒါတွေ့လိမ့်မယ်ငါတို့မနေ့ကဝကြဆိုရိုးနေပါလေဖတ်ကြသေးလားဟမ်မင်းတို့ကအာကုန်အာနာပါတယ်လို့ပြောမှာလားမသိဘူးဆိုရင်အဲ့စာအုပ်မှာစာမျက်နှာဘယ်လောက်မှရှိတော့နံပါတ်3ဝကြဆိုရိုးလမ်းညွှန်စာအုပ်ပြောတာအရင်ရိုက်တဲ့နောက်ရိုက်စာမျက်နှာချင်းမတူတော့ဘူးထင်တယ်နောက်ရိုက်ကစာမျက်နှာပါတော့58လား58ကကျေစမ်းအရင်ရိုက်တဲ့ဟာက60နဲ့ဘလောက်မှ90မှာရောက်သွားလားကဲအဲ့ဒီမှာအာကုန်ကြက်မှဆောင်ရမြေဝကြစိတ်ရှိမျိုးဆိုရောအကျင့်ဒါကိုမပြောလို့မရဘူးအဲ့ဒါကိုမပြောရင်သဝေစွာဖြစ်ဦးမယ်မင်းတို့ကအာကုန်ရပြီးတဲ့ပုဂ္ဂိုလ်တွေကဲအားလုံးယူဆိုကြစမ်းမှာရှိဝကြစကားရကိုနောက်ထောက်စားပြီးတော့ပေးတဲ့အခါကျတော့အဲ့လိုမဟုတ်တော့ဘူးရှေးဝကြစကားရကိုထုတ်ဖို့ရှင်းပြတဲ့ဝကြသည်ဝိထာရဝကြမိထိုဝကြကိုထောက်၍ရှေးဝကြသည်သင်္ကေပဝကြမိပြီးမှနံပါတ်2ကိုရှေးဝကြစကားရကိုကျင့်ရှင်သောဝကြသည်သင်္ကေပဝကြမိထိုဝကြကိုထောက်၍ရှေးဆိုကြပြီးဝကြသည်ဝိထာရဝကြမိအဲ့ဒီလိုနှစ်ပိုင်းရှင်းနောက်ထောက်စားပြီးတော့ဆိုစမ်းရှေးဝကြစကားရကိုပြန်ဆိုနံပါတ်3ရှေဝရတသကာယကိုအနိယဝိသောဝဒတိနာမိကနာဝဒတိသောဝဒကိုသောဝေရှေဝရတိနာမိယဝဒတိယန္တံဒီကရဏဝကြတိလေယန္တံဒီကရဏဝကြတိလေသောတိယန္တကရဏဝကြအာမတံကရဏဝကြယုတ်တိအပြင်ခံမြအောင်ပြုပေးသောဝကြသည်ယုတ်တိတံလီကရဏဝကြမြည်ဤဆိုရင်ဒီမှာဝကြခွေးတဲ့အခါမှာရှေ့ဝကြစကားရကိုဥမာကာဝကြကိုယုတ်တိအပြင်ခံမြအောင်ပြုပေးသောဝကြသည်ခါဝကြသည်ကာကိုယုတ်တိအပြင်ခံမြအောင်ပြုပေးသောကြောင့်ဘာဖြစ်သွားမှာ
ယုတ်တိတန်ဒီကရဏဒုဝါကြကတော့ရေရှိကဝါကြတယ်ဆိုပြီးတော့မှာနော်ယုတ်တိတန်ဒီကရဏအဲ့တော့ဆိုတဲ့အခါမှာတော့ကိုယ့်ဟာကိုပြင်ပြီးတော့ဆိုရိုးတင်သွားလိုက်ရှေ့ဝါကြစကားရကိုယုတ်တိအပြန်ခိုင်မြဲအောင်ပြုမင်းသောဝါကြသည်ယုတ်တိတန်ဒီကရဏဝါကြမီဒုဝါကြကိုတောက်ရေရှေ့ဝါကြသည်ယုတ်တိတန်ဒီယဝါကြမီပြီးမှအာဂံပါဠိရှေ့ဝါကြစကားရကိုအာဂံပါဠိတို့ပြန်ခိုင်မြဲအောင်ပြုမင်းသောဝါကြသည်အာဂမတန်ဒီကရဏဝါကြမီဒုဝါကြကိုတောက်ရေရှေ့ဝါကြသည်အာဂမတန်ဒီယဝါကြမီဆိုကြသမှာရှေ့ဝါကြစကားရကိုရှေးဝါကြစကားရကိုတင်ရှားအောင်ပြုပင်းသောဝါကြသည်တပ္ပဂရိကရဏဝါကြမီထိုဝါကြကိုထောက်၍ရှေးဝါကြသည်အပါကတဝါကြမီတပ္ပဂရိကရဏနဲ့ပါတွေ့မှာတော့အပါကတနောက်ကတပ္ပဂရိကရဏဆိုရှေးဝါကြပါမီပြင်မှာတော့အပါကတရှေးဆိုကြပြီးစကားရများကိုပြန်၍နိဂုံဥပ္ပေသောဝါကြသည်နိဂမနဝါကြမီထိုဝါကြကိုထောက်၍ရှေးဝါကြသည်နိဂမနိယဝါကြမီနောက်ကနိဂမနဆိုရှေးကပါလေနိဂမနိယပြန်ဆိုစမ်း၄နဲ့၅ကိုရှေးဝါကြစကားရကိုတင်ရှားအောင်ပြုသောဝါကြသည်တပ္ပဂရိကရဏဝါကြမီထိုဝါကြကိုထောက်၍ရှေးဝါကြသည်အပါကတဝါကြမီရှေးဆိုကြပြီးသောစကားရကိုပြန်၍ပြုသောဝါကြသည်ဒီကမနာဝါကြမီထိုဝါကြကိုထောက်၍နောက်ကကာရဏဆိုရင်ထိုဝါကြကိုတော့ယေရှိဝါကြသည်နောက်ကဖလားဆိုရင်ထိုဝါကြကိုတော့ယေရှိဝါကြသည်ကဲအဲ့ဒီလိုဇုံတွေပြန်ဆိုကြစမ်း6ခွန်းရှေဝါကြသည်သောဝါကြသောဝါကြသည်ကာရဏဝါကြမီထိုဝါကြကိုတော့ယေရှိဝါကြသည်ဖလားဝါကြမီရှေဝါကြသည်သောဝါကြသောဝါကြသည်ရှိတ်ကိုဆက်စွာရှေဝါကြမှာသာသောတုကိုသာသောဝါကြသည်ဝါရှေဝါကြ၌သောတာကေရယတွင်သာသောတုကိုသာသောဝါကြသည်ဝါကျိုးရေကိုရပြီ၍တို့တို့ရမစေသာသောတုကိုသာသောထောက်၍ဝါကြသည်လတ္တကုဏိယဝါကြမီဝါယုတ်တိဝါကြမီနှမျိုးနော်လတ္တကုဏိယလို့လည်းခေါ်တယ်ယုတ်တိလို့လည်းခေါ်တယ်ယုတ်တိနောင်မှတက်တုံကလတ္တကုဏအယုတ်တိနောင်မှတက်တုံကလတ္တရောဓခေါ်တည်းနိယံအဒီလိုရှိသေးတယ်ကံပြန်ဆိုခြင်းစမ်းပါရှေဝါကြမှာရှေဝါကြမှာ
ဓမ္မတစေ ယောယသစကားပိယမိမာယေစတသောဝယမိဝယနောဝယမိဝကြကိုထောက်၍ ဝယကိုသော၍ ဝကြသည် ဝယမိ အာရတ္တဝကြမိ အာရတဝယမိ ကျန်ဆို ယောယသစကားပိယမိမာယေစတသောဝယမိဝယနောဝယမိဝယကိုသော၍ ဝယမိအာရတဝယမိ အောက်ဆက် ရှေဝရဏစကားပိယကေဆရတသောဝယမိဝါစကားသတ္တမေဘောစကားတကုဆရတသောဝယမိဝါမဟာတောဘုရားသောဝယမိဥပနေသောဝယမိ ဝကြကိုထောက်၍ ဝယကိုသော၍ ဝကြသည် ဝယမိ အမူလိတ်စေတဝကြမိ အာမေစယဝယမိ ကျန်ဆို ရှေဝရဏစကားပိယကေဆရတသောဝယမိဝါစကားသတ္တမေဘောစကားတကုဆရတသောဝယမိဝါမဟာတောဘုရားသောဝယမိဥပနေသောဝယမိဝယကိုသော၍ ရှေဝယမိအာမေစယဝယမိ ဝကြရံဘာနဲ့ဥပနေယသာကတော့မင်းတို့စံတူရိုးမှာပဲပါရတ္တဒီကတော့ကြားတဲ့အခါမှာဝကြရံဘောဥပနေယသောဒီဝစတိဥပနေယသောဝကြရံဘောဒီဝစတိဥပနေယသာကိုပဲဝကြရံဘောဝကြရံဘောပဲဥပနေယသာလို့ဆိုတာဒါပဲနိယံဆရာတွေကပြောရတာကပြက်ပြီးစင်စင်စောတော်လျက်မှုမကြီးဝကြရံဘာမပြတ်ဆန်းကဆိုရရဥပနေယသာဒီလိုမလားအဲ့တော့ဝကြရံဘာအနေနဲ့အပြီးပေးလို့ရှိရင်ထိုဝကြကိုတော့ရရှိဝကြသည်အာရတ္တဝကြတနည်းမူလက်စေတဝကြလို့သုံးလို့ရတယ်ရှိဝကြစကားရနောက်ကဝကြဥပနိယသဆိုရင်ထိုဝကြကိုတော့ရရှိဆိုပြီးဝကြသည်အမူလက်စေတဟုတ်လားရှေ့ဆိုပြီးစကားပြတ်ပြီးမှနောက်ထပ်ပြောစရာရှိလို့ဆက်တက်လာတာကိုဝကြရမှာရှိကစကားရမပြတ်သေးဘူးဒါပေမဲ့ပြောစရာရှိလို့ဆက်ကြိုင်းညပြသွားတာပါတော့ဥပနိယသဟာသူကဒီလိုသုံးထားတာကဲအဲ့တော့ဥပနိယသပြီးတော့ပါလာတော့ကွာဝိဒါအဲဆက်ပါနမစစ်တေလားအဲစနစ်နောက်ကဝကြဝိသေသဆိုတဝကြကတော့ရှေ့ဝကြသည်တာမညာနောက်ကဝကြတာမညာဆိုရင်ရှေ့တို့ရှေ့တဝကြကတော့ရှေ့ဆိုပြီးဝကြသည်ပြန်ဆိုအဲ့ဒီလိုရှင်းတော့ထားစားပြီးတော့စနစ်ကစားပြီးတော့ရှေ့ဝကြတာရောသူတို့ဝကြသည်ဝါဒီရရောရှေ့တော့နတ်တို့တော့ရတော့ဝကြသည်ဝိသေသဝကြသည်တို့ဝကြကိုတော့တွေ့ဆိုသံဃာယဝရဏကိုယာဘောဝကြတိနာတိကဝကြမိအရောရောအရောယာဘောဝကြတိမာယဝကြမိကဲအဲ့ဒီမှာရှေ့ကဝကြနောက်ကပြာတိတွေကဆိုဒီဝကြကိုတော့ရှေ့ဝကြသည်အနွားယနောက်ကအနွားရဆိုရှေ့ကဝကြသည်ပြာတိတွေကအဲ့ဒီရှင်းနောက်ထောက်စအစိုးပုံအတိုင်းပဲစိတ်လေးစင်ကပြန်ဆိုတာသံဃာယဝရဏကိုယာဘောဝကြတိနာတိကဝကြမိတို့ဝကြဘောတော်ရဲ့ရှေဝကြတိမာယဝကြမိအယော
ရာဝကြစိတ်ခွန်ကသံဘာဝနာဝကြကရာနဲ့သံဘာဝနာတတွေနောက်ကကရာဆိုရှိဝကြကသံဘာဝနာနောက်ကသံဘာဝနာဆိုရှိကကရာလုံးစမ်းစစ်ကြောစိတ်ခွန်ဆိုရုပ်ရှိဝနောက်ကနေတာမရှိဘူးသူကနောက်ကဘက်ကန္တာကိုထောက်ပြီးမှပါမိသားရတော့ဘက်ကစောသစိတ်ရှိကုန်ရှိဝါဒနာသာဘုရားဝါသာသောဝကြတိဘက်ကန္တာဝကြတိသောဝကြဝါဝေရှိဝါဒတိဘက်ကဝကြတိဟုတ်ပြီကဲမဲအောက်မှာမှာပြထားတဲ့ဒါကတော့အန္တာပရဏကျန်တဲ့မှာခန္ဓာဝရဏသတ္တရာငေထဲမှာပါတယ်ကွာအဲ့ဒီတရာငေထဲမှာပါတယ်ခန္ဓာဝရဏထဲမှာမင်းတို့ဆိုရိုးနဲ့ဖတ်ပြီးဖြစ်တဲ့ကျက်မှတ်ပြီးဖြစ်တဲ့ဝကြစိတ်ရှိမျိုးပဲပြတယ်ဒါပေမဲ့ဇာဝဲမှာတကယ်ကဒီပု္ပ္ပာဝကြဝိသေသနာဝကြအာနိမဝကြနိမဝကြဥပမာဏဥပမေယဆိုတဲ့ဒီဝကြအဒီကိုလည်းပဲဉာဏ်ဖန်ရကအထာဂရသုံးတိကသုံးနေနဲ့သုံးတာရှိတယ်ဒီဝကြကိုလည်းခန္ဓာဝရဏထဲမှာသာတူရကိုသွင်းရမယ်ဆိုပေထဲမှာသွင်းရမှာနော်ဘက်ကဘက်ကန္တရာထဲမှာပဲသွင်းဒါပဲရှိတယ်ပု္ပ္ပာမတ္တဝိသေသနာစိသောဘုဒ္ဓဘောပြသောကြောင့်ဘက္ခန္တရာအာနိမတ္တဝနိယတိဟုသောဘုဒ္ဓဘောပြဥပမာဏမတ္တဝဥပမေယတိဟုသောဘုဒ္ဓဘောပြသောကြောင့်ဆိုပြီးတပါတော့ဘက်ကဘက္ခန္တရာပဲဒီတိုင်းသွင်းရမယ်ကဲလို့ဆိုရင်ဝကြနေထားဆောင်းဘုတ်ကတော့အောက်မှာပြထားတယ်ပါလဲနှိပ်သုံးအတွက်သက်လုံကောင်းရအိနိယများကြက်မှတ်တာနှိပ်ဆိုတာကနှိပ်နံပါတ်ပု္ပ္ပာကြမ်းတဲ့ကိုပြောတာသုံးဆိုတာကသုံးနံပါတ်ပု္ပ္ပာပါလဲဝကြခွေးအတ္တသာလိမှာဆိုရင်ဒေါသပေအဲ့ဒီစာချတဲ့ဒုတိယနဲ့နှစ်နံပါတ်နဲ့သုံးနံပါတ်ဆိုင်ရာပု္ပ္ပာကိုအလွယ်တကူနဲ့ပြည့်စုံတတ်ဖို့အတွက်ဆိုင်ရာနိညာတွေကိုမင်းတို့တခါလေးကြက်မှတ်ဖို့အတွက်ထုတ်ထားတာစုစုပေါင်းပြင်မျက်နှာလောက်ပါတာ3မျက်နှာဟုတ်လားအဲ့ဒီ3မျက်နှာကိုခွဲကိုတော့မင်းတို့ကြက်မှတ်ထားမှရမှာဒါဝိထာရနဲ့တန်ခိပနဲ့ပတ်သက်တာရင်ဒီနိညာတွေကိုကြက်ထားအဲ့ဒီဆိုင်ရာနိညာကိုကြက်မှတ်ထားလို့ရှိရင်ထာဂရကိုငါပို့ချသွားတဲ့အခါမှာတိုင်းနိညာနဲ့ပြောတော့မင်းတို့ခဏနားလည်ပါမင်းတို့ကနာမဆက်သူကိုကရိယာမှာမသိဘူးဆိုရင်ငါရွတ်တော်လေးကိုဘာမှသိမှာမဟုတ်ဘူးအဲ့ဒါတရားမရဘူးအဲ့တော့ဆင်ညာနိညာတွေကိုလေရအောင်ကျင့်မှတ်တာဟိုဘက်ဆိုင်မျက်နှာခဏနာဆိုင်မျက်နှာ59ကိုဟိုဘက်ကဇေယျဆိုင်မျက်နှာ50ကိုဇေယျတွေ့ပြီလားဝကြစိတ်ရှင်မျိုးမူလဟုတ်လားအရင်စာအုပ်မှာဆိုဆိုင်မျက်နှာဘယ်တော့တော့ဟောအရင်ရှေ့ရမှာ69လားဟုတ်ပြီကဲအဲ့ဒီမှာကြည့်ဝကြစိတ်ရှိမျိုးမူလသင်္ကေတနဲ့တွဲဆက်မှတ်ဖို့ဇေယဘုံဆိုပြီးတော့နောက်ကဆိုရွကြက်ထားမှာဒါသဘောမပေါက်စရာမရှိတော့ဘူးမူလီဆိုတဲ့ကောင်းစီအောင်မှာကြည်စမ်းမင်းတို့ဖတ်လိုက်ပြီဝိထာရသင်္ခေပတန်တိကရဏတပ္ပဂရိကရဏနိဂမနာစသည်ဖြင့်အားလုံးပဲပြောပြတာတော့12မျိုးပဲမူလီဝကြကဝိထာရဆိုရှေ့ဆိုခဲ့ပြီးမူလဝကြသည်ဘာဖြစ်သမှာသင်္ခေပမူလီဝကြကသင်္ခေပဝကြဆိုရင်တို့ရှိကဆိုခဲ့ပြီးဝကြသည်ဘာဖြစ်သမှာနော်ဝိထာရအဲ့ဒီမှာအလုံးပါမသွားဘူးလားအောက်မှာကြည့်လေနောက်ကမူလီဝကြရမဆိုရှေ့ဆိုခဲ့ပြီးဝကြကအာရဒရေးတဲ့ဖြစ်ပါမူလီဝကြကလတ္တကုဏဝကြဆိုရှေ့ဆိုခဲ့ပြီးဝကြကလတ္တကုဏိယယုတ်တိဒီလိုမလားမူလီဝကြကလတ္တဒေါသဝကြဆိုရင်မူလဝကြဘာဖြစ်သွားမှာတော့လတ္တဒုတိယအာယုတ်တိဒီတိုင်းမသွားမှာအဲ့ဒီမှာသင်္ကေတအနဲ့လေးကိုကြည့်ဝိထာရဝကြိသင်္ကေတအနဲ့ဘယ်လိုတော့ရှေးဝါဒီအခြေရှေးဝါဒီဝိထာရတာမရှိဝါဒါပါတော့ဝိထာရဝကြသင်္ကေပစအကျဉ်းချုပ်ကိုစိုးဝါဒီလိုပေးရင်ပါတော့သင်္ကေပဝကြလို့မဟိတေသံမဤသတိသံမဤဒါဘာဝကြတန်ဒီကရဏဣတံပါဏကရောမိထောစောကိုထင်ရှားအောင်ပြဥရလို့နဲ့ပေးရင်အဲ့ဒါဘာဝကြတာစာနေကုံကိုစိုးဝါဤယသမာအကျဉ်းကြောင့်ဟိအကျိုးကိုစိုးဝါ
အတူတူပဲလိုက်တာကုဏဝကြမဟိကျိုးကိုစုဝါဒါပဲရှိတာနောက်တစ်ခါစလတ္တဒေါသထင်ရှားပြအောင်လတ္တဒေါသစဆဲစုဝါဝကြရာယောအဝကြရမယောဥပနိယတာယောနှမျိုးဆိုင်နေတယ်စထုကိုစုဝါစသမညကပဏ္ဏပြတိတဲ့ကိုစုဝါပဏ္ဏအလျောကိုစုဝါပဏ္ဏအနွားရကပဏ္ဏစံစိတ်တော်ကဒီတန်လေးကြာရင်ဘာဝကြတိုင်းပြီးသိရမယ်လေ့ကျင့်ထားမှာမင်းတို့ပဏ္ဏတို့တော့ပဲဖြစ်ပါတော်လေတထာပိတို့တော့ပဲဖြစ်ပါတော်လေဧဝံပိဤတော့ပဲဆိုတော်လေအတူတူပါပဲတော်လေးပါတာပဲရှိတာအဲ့ဒါကြတဲ့ကရာယောပံဘာဝနာယောနှမျိုးလို့ဟုတ်လားတော်လေးပိယပံဘာဝနာကရာရှုရနိယမဒီတဲ့သွားတယ်တော်လေးပိယကရာရှုရပြီးမှပါလေစဓမ္မတပတ်ကိုသုဝံပဏ္ဏဓမ္မတပတ်ကိုသုဝံဒါပါတော့စတိတမကသေးအခန္ဓာအဲ့တော့အဲ့ဒီဝကြစိတ်ရှင်မျိုးအမိပေးဖို့အတွက်မင်းတို့ပင်ကေတနဲ့တွေးပြီးတော့မှတ်ရမယ်အဲ့ဒီစာမျက်နှာ50ခွန်းမှာဇေယျမှာလာတဲ့ပင်ကေတနဲ့ကိုလည်းအတော်လုံးကိုပြောမှတ်ထားဒီပေါ်သာကျဲထားရင်ဒီပုံပေါင်းတာဟောမျက်စိစုံမိုက်ပြီးတော့ဝကြစိတ်ရှင်မျိုးဆိုရုံးနဲ့တော့ပင်ကေတနဲ့ကိုမှတ်တိုင်းတာကိစ္စပြီးတော့ကဲအဲ့ဒါဆိုရင်နံပါတ်3ဆံရကပရာဇိကမှာဒီနံပါတ်မေးတော့ဝကြခွေဟောစာနဲ့ပတ်သက်ပြီးတော့အမှန်စုကွက်နဲ့တော့အမှန်ကြားတယ်နော်မင်းတို့ကြားမကြားတော့ငါတို့ဒီမကြမ်းဘူးနော်ကြားပါရဲ့ကဲနောက်ဝကြခွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီဆိုရိုးတွေကတော့ကျေပွန်စာတစ်နေ့တစ်ခေါက်တော့ကြက်ထားမင်းတို့ဒီမှာလက်ခံထားတဲ့ပုဂ္ဂိုလ်တွေကတော့အားလုံးဝကြခွေးတွေဆိုရိုးတွေရပြီးမှလက်ခံမယ်ဆိုတော့ဒီကပုဂ္ဂိုလ်တွေကအကုန်ရပြီးအပြင်ကစာဝါလာလိုက်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒါတွေကိုမင်းတို့မပြင်းနဲ့တက်ထိုးပုံစံမျိုးနဲ့မလုံးနဲ့အဲ့ဒီຢာတွေကိုပြက်လာခဲ့ကြအဲ့ဒါမှပြောတာဒီနားလေးမှာကဲငါတို့နံပါတ်3ဆံရပြီးပြီနံပါတ်4ပါမေးတာတော့ကွာနံပါတ်4ကာတိဝကြပစနတကိုအတိတိညောက်ပြည့်ကာဝကြဘဂဝါကိုသမတတေဧဝစနတဘုံများပြပါပြန်ဖတ်မှာနော်နံပါတ်4ကာတိဝကြပစနတကိုအတိတိညောက်ပြည့်ကာတိဝကြဝစနတကိုညက်ကောက်ပါဆိုတော့ပါပြီဟုတ်မလားကဲကာဝကြဘယ်သူတော့ပုစတိအာဘောရင်ပေါ်လိုက်မယ်ကွာဒါမှမင်းတို့အသိသမတွေမသိသေးဘူးနော်ကဝကြနဲ့ခဝကြအာဘောရင်ပေါ်ကြည့်လိုက်ရအောင်6နံပါတ်အနေနဲ့တွားမယ်ပြီးမှနံပါတ်4ကိုပြန်ပြောမယ်တကယ်ကစာသောစာလာကထာဂရကိုအရှိကိုရှိတိုင်းအနက်ထင်ရမယ်အနက်ထင်ပြီးမှဘာလို့တမ်းမှာနော်အာဘောပေါ်ရမယ်အာဘောပေါ်ပြီးမှပါလေဝကြခွေစသည်ပြန်ဒီတဲ့တွားစာသောစာလာကအဲ့ဒီတဲ့တွားမှာအခုအာဘောသောနာဆိုတာနံပါတ်4လောက်မှတွားကြတယ်6နံပါတ်မှကြမယ်နော်ကဲငါတို့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ရင်အာဘောရင်ပေါ်လိုက်နော်လိုက်ဆိုလို့မရဘူးရေးရမှရမယ်ရေးဆို6နံပါတ်ပြောပါရေးပြီးမှငါပြောမယ်ကဝကြပါလေဘောစတိဗုဒ္ဓဟုတ်လားပါဝဏိတ္တပကဗုဒ္ဓပါဝဏနာပါလေဘောစတိအောက်ကရေးကဝကြဘောစတိဟူသောပါဝဏနာပတ်ဖြင့်ကဝကြဘောစတိဟူသောပါဝဏနာပတ်ဖြင့်ကာဝကြဩဇတိသောသာမဏေပတိဗုဒ္ဓ၌ဘုရား၌ဘုဒ္ဓတရားဖြစ်ကို၎င်းဘုဒ္ဓတရားဖြစ်ကို၎င်းဘုရားတရားဖြစ်ကို၎င်းနာလည်းဒီနဲ့ဒုတိယဓာတိပရဘာဝနာဒုတာတိပရစကိုဒုတိယဓာတုပရသမဏဒါလည်းတာပိစီကတ္တုပါရဏအနဲ့နဲ့တက်တည်ဖြစ်ကို၎င်းကျဲဖို့အတွက်တမှုကျဲဖို့အတွက်ရေးပေးနေတာတာပိစီကတ္တုပါရဏအနဲ့နဲ့တက်တည်ဖြစ်ကို၎င်းတာပိစီကတ္တုပါရဏအနဲ့တက်တည်ဖြစ်ကို၎င်းနာလည်းလေးပဲနဲ့
ဒုတိယပစ္စယတာသံဝန္ဒနာ Maya Pasyada Bhavana Bostiti Bodho Bodhiji Bodhahu Kadu Karana Wasnada Dua Migolagam Kadu Karana Wasnada Dua Migolagam Kadakarana Vasnada Dua Migolagam Now let they went Abida Nada Nona Abida Nada Nona Vijanada Bhavana Let they went by Isevadi Isevadi Number Lane and Number Chow to be the Yodame Chow Nabaga Mula Brana Jadi Joja Chow Nabago in Jome Jaya Tonga Loma Chow Naba Bosama Abu Boya Tawana Bi Balo Nidan a good lady when a year kind of Abala Kono Awana Mi Ola Parama Dudia Dadubra Sudaga Asha Kriyama Da Isi Wiba Kaima Da Bisi Da Bisi Wiba Shenza Pinidao Asha Kriyalo Kore Dane Bisa Shenza Pinidao Kaina Bokai Kriyalo Kore Eddie Namyodema Mawane Taba Poka Kaina Bo Pigame Soye Eddie Kaina Boma Bada Daba Dago Poviaye Dudia Dadubra Kaina Boma Bada Daina Poviaye Dudia Dadra Asha Kriya Mawane Daba Fimis Asha Kriya Boma Bada Dago Poviaye Dadubra Ye Asha Kriya Mabada Daina Poviaye Dadra Dilocoare Era to Trita Isi Mare told you Tadabisi, Kabisi Nagu, Tadabisi Nepata Vidopioye, Isiabara, Kabisi Nepata Vidopioye, Dudia Pisiabara, Tadabisi Nagopiaye, Pisiada, Kabisi Nagopiaye, Dudia Pisiada, Edit and Gidan and Wada, Kahero Menorima. Buddha Sore, Pawan Tabaga, Buddha Tabisi and Pini, Kaina, Rosdio, Ashakri and Puendekan, Dahabale, Bodama, Buddha Jare. Kabisi, Kadulana and Mata Shabjare, Ima was the Bodolo, Ujo was not a lower of Jare, Suzu of Shabja. Kaina Bogo, Ashakri and Ponjara and Yamanamia, take Dudia Dadubra, Ne, Dudia Pisiana, Vidana, Pontini Benshayara, Kai Aloni, Losan, Bosti, on an Apache. Kaina Bogo, Uyo was made at Japonja and the Yamanamia, Te Dudia Dadubra Nevale, Dudia Viserato, Vidana, our lady Abonzan Lola, Lady Abonzania, Vijadia, Dare di Jamo, Dare di Jamo, Lady Abonzana, Dare di Jamo, Karodi Itinadi Karana, Karodi Itinadi Karana, Dada Bo Adadi Daniyo, Dada Bo Adadi Daniyo, Daniyo Mawaniya Jisiva, Dada Bo Adadi Daniyo, Bayadi Idadmadi Bayan, Bayadi Idadmadi Bayan, We Karanti Idinadi Wiharo, Wihari Idadi Wiharo, Udana Hado, Udana Hado, Kene Erima, Marana, Honabalum Dwell, Kaima Barana, Nabashi, Honabashi, Kadidarna, Bosti, Boda, Boda, Jandeha, Marana, Bakade, Agaru, Bosti, Ojevi, Boda, and Taji, Kadudana, and the people of Sudare. Agavida, Allah, Kamadarna, Balona, Kamadana Bara, about Ye Kari Kama, Ava, Kari Kama. Kami the bola beli janji. Kama sudah kerada, Rama bisi. Kerja di utara tahun napa je?
ဟုတ်လားကာမနဲ့ကရဒိုက်ကြီးကို၎င်းဆိုဘာသာတောင်းနာတာဒုတိယဓာတုကရာမပစ္စည်းဤကာမတာရဏအနေနဲ့တက်တည်ကြီးကို၎င်းဘာဖြစ်သွားလဲဒုတိယပစ္စည်းရတာကရိတိတိကာမဟုကာမတာရဏဝသတပြုရမည်ကို၎င်းဘာသာနာတော့ဝိဒနာသိစေပါသည်ဒီတော့ကိုင်နာပုဂ္ဂိုလ်ဥယောစနနဲ့ဖွင့်ပြတဲ့နေရာတိုင်းဒုတိယဓာတုကနဲ့ဒုတိယပစ္စည်းရတာသုံးပါလဲဝိဒနာကိုကြည့်စမ်းပါကရိတိဥသောသမဏနာပတ်ဖြင့်ကရိတိကာမန်ရရင်မဲ့ကျန်တဲ့ဝိဇ္ဇတွေဘဝရခက်သေးလားကဲဒုတိယကြည့်ကြမှာဆက်ရအောင်ကဲမင်းတို့အာဝသောနာပုံသိနည်းရအောင်အရင်လေ့ကျင့်ကြည့်အောင်ဘောဇတိတိဗုဒ္ဓ၌ဘောဇတိဟူသောသမဏနာပတ်ဖြင့်သိစေအပ်သောအာဘောဂနှင့်သမဏနာတို့ကိုပြည့်စုံစွာတွေ့ဆက်ဖို့ပြခိုင်လုံးစမ်းဘောဇတိဘောဇ
ညာရအပစ္စည်း သေသာနာတိသောသောနာတိသေသာနာသာဘောနာတိတေဘောယုယအနုရသောနာအပစ္စည်းကရုဏာနာတိတေဘောယုယပစ္စယသောနာသေသာနာတိသေမာဟုကရုဏာဝဆရာပြောင်းတိတေဘောသာတတိအနုသာတတိဒီတတ္ထသာတတ္တရတ္တုပစ္စည်း ဒုက္ခတိတိဒောသောဒုသရဏပစ္စည်း တိတိမောဟမုပ္ပဝါဒနာပစ္စည်း အနာတိတိကာတကောဟနာဒနုပစ္စည်း အနာတိသောသာတိကာလကောနာနာတိတေဘောယုယသုတ္တသောနာနုပစ္စည်းကာလနာတိတေဘောယုယပစ္စယသောနာအနာတိကောတောကာလနာဝဆနာပြောတိတေဘောဝိယာဏသောနာဒီစေဝတိ သာယတိတိသာနံဇေဒယုပစ္စည်း သာယတိသောသောနာတိသာနနာစေရတိဘောဒုတိယသုတ္တသောနာဒုတိယစီကရုဏာနာတိဘောဒုတိယပစ္စယသောနာသာယတိသာနဟုကရုဏာသရဝဆတိဘောဝိယာဏသောနာဒီစေဝတိ မေဂတိတိမေဃောမေဃဒအပစ္စည်း မဂ္ဂတိသောသာတိမေခောနာမဂ္ဂတိဘောဒုတိယသုတ္တသောနာအပစ္စည်းကရုဏာနာတိဘောဒုတိယပစ္စယသောနာမဂ္ဂတိမေခောဟုကရုဏာဝဆနာပြောတိဘောဝိယာဏသောနာဒီစေဝတိ ဩစတိမြတ်ထွက်တဣတိတော်ကြောင့်ကောရကောရမိဣကုတဒနာပစ္စည်း ဘုဇတိသောနာတိဘောဓနာဘုရားတိဘောဒုတိယသုတ္တသောနာနာတိစီကရုဏာနာတိဘောဒုတိယပစ္စယသောနာဘုဇတိဘောဟုကရုဏာဝဆနာပြောတိဘောဝိယာဏသောနာဒီစေဝတိ ရူဟတိတိရုက္ခရူဟတိပေါရောက်တဣတိတော်ကြောင့်ရုက္ခရုက္ခမိရူဟဒခပစ္စည်း ရူပတိသောနာတိသောနာဘုရားတိဘောဒုတိယသုတ္တသောနာ
ပဒါဒအပိစီ သက္ကာတိယောနာတတိအာမောဘာအာရိယေဘောဒုတိယဒုလသောနာအာပိစီကတ္တနာတတိယောဒုတိယပစ္စယသောနာသတ္တတိယောကတ္တနာဝဆန္ဒယောတိယောဝိဒာနတသောနာဣစေဝတိ တရာတိတိတတိတရာတိအောက်မေတ္တာဣတိတို့ကြောင့်တတိတတိပြီးတရာတတိပစ္စည်း သရတေယောသောနာတိသတ္တိနာရာတေယောဒုတိယဒုလသောနာဣတိစီကတ္တနာတတိယောဒုတိယပစ္စယသောနာသတ္တိတတိယောကတ္တနာဝဆန္ဒယောတိယောဝိဒာနတသောနာဣစေဝတိ မဲတော့ဝိကြိုလေးကြက်ခိုင်းပြီးသားဖြစ်သွားတာတိုက်ပစ္စည်းလေးကိုယ်သွားအောင်နဲလေးတယ်နော်ညက်ကောက်တော့စာရိစကအောင်ဘုံကြလုံးကိုဝိကြိုဒီတိုင်းပဲလုပ်သွားအောင်ပါဠိအတ္တပါတိရဂတိတိပါဠိဟုတ်လားပါတိရဂတိဆောင်ရွက်တဲ့ဣတိတို့ကြောင့်ပါဠိပါဒလိပိစီပဲပါတော်လိမောက္ခဏမှာရှိတယ်အဲဒါပါတိရဂတိတိပါဠိပါဒလိပိစီ ပါတိတေဝတိတောက်ပါဒိုင်ဣတိတို့ကြောင့်ဘာနုဆိုတာပါလေသူရိယိပရိယေနေဟုတ်လားပါဒနုပစ္စည်းပါတိတေဝတိတိပါနုပါဒနုပစ္စည်း ပါဏာယေကေယောသောနာတိအာနုနာအာရိယေဘောဒုတိယဒုလသောနာယုပိစီကတ္တနာတတိယောဒုတိယပစ္စယသောနာအာရိယေဘောဒုကတ္တနာဝဆန္ဒယောတိယောဝိဒာနတသောနာဣစေဝတိ တရာတိပေလူတိုင်ဣတိတို့ကြောင့်တာယကောတာယကမိတာဒနုပစ္စည်းတရာတိတိတာယကောသောစံ သတ္တိယောနာတိအာယောနာအာရိယေဘောဒုတိယဒုလသောနာယုပိစီကတ္တနာတတိယောဒုတိယပစ္စယသောနာသာတိယယောကတ္တနာဝဆန္ဒယောတိယောဝိဒာနတသောနာဣစေဝတိ ဝန္ဒကောရှိကိုရတုပူဇကောပူဇောရတုဒါတွေကသုရတိကနိကဝန္ဒေတိတိဝန္ဒကောပူဇေတိတိပူဇကောဝန္ဒေတိတိဝန္ဒကောဝန္ဒဒနုပစ္စည်းပူဇေတိတိပူဇကောပူဇာရနုပစ္စည်းသောစံဝန္ဒေတိ ဝန္တေယောသောနာတတိဝန္ဒကောနာဝန္ဒတေယောဒုတိယဒုလသောနာယုပိစီကတ္တနာတတိယောဒုတိယပစ္စယသောနာဝန္တေယောဒုကတ္တနာဝဆန္ဒယောတိယောဝိဒာနတသောနာဣစေဝတိ ပူဇေတိတိပူဇကော ဥစေယောသောနာတိဥဇကောနာဥဇာတေယောဒုတိယဒုလသောနာယုပိစီကတ္တနာတတိယောဒုတိယပစ္စယသောနာဥစေတိဥဇကောကတ္တနာဝဆန္ဒယောတိယောဝိဒာနတသောနာဣစေဝတိ ပဇာနာတိတိပညာပပဝညာရအပိစိ ပဇာနာယေ
စိတ်တည်တယူပစ္စည်း စေရတိသောနာပတိစေရနာစေရတိဘောရောဝိယတတုရမောနာယူပစ္စည်းကတ္တနာနာတိဘောရောဝိယပစ္စယသောနာစေရတိစေရနာဟုကတ္တနာဝဇ္ဇနာမြတ်မြေဘောရောဝိယနာသောနာဣစေဝတိ ကဲဒီလောက်ဆိုမဲ့ကတ္တိသာရဏဆိုင်ရာအကုန်လုံးပြီးသွားပြီပေါ့ဟုတ်လားကာမသာနာလည်းဒီတိုင်းသွားရင်လေကရေတိတိပြုရည်ဒီလိုကြောင့်ကာမမိကာမသကရဒနာမပစ္စည်းပါဝါသွားတိုက်ပစ္စည်းဟွာဒီမှာပစ္စည်းနဲ့ဘာဖြစ်သွားတော့ကာမသာနာဒုစံကရေတိတိကာမ ရိယေတိဝါနာမတိကာမနာကာယေတိဝါဝိယတတုရသမနာကာမပစ္စည်းကာမနာတိဝါဝိယပစ္စယသမနာကေတိကာမဟုကာမနာဝဇ္ဇနာတိဝါဝိယနာသမနာဣစေဝတိ ဘုံစီတေတိပတ္တံဘုံစီတေစာဣတိတို့ကြောင့်ပတ္တံပတ္တမိပတ္တထမေဥဇာရတပစ္စည်းဘုံစီတေတိပတ္တံ ဘုရားရေတုသောနာမတိပါဒနာဥဇာရေတေဝရောဝိယတတုရသောနာကာပစ္စည်းကာမနာတိဝရောဝိယပစ္စယသောနာဘုရားရေကာယဟုကာမနာဝဇ္ဇနာမြတ်မြေဝရောဝိယနာသောနာဣစေဝတိ အတိတိဘဂိတိစာဣတိတို့ကြောင့်အာနာမိအာနာအစာအတ္တတပစ္စည်းပဲအတိတိဥသောသောနာနာပတ်ဖြင့် အတိယေဥသောသောနာပတိအာနာကာယေတိဝရောဝိယတတုရသောနာအပစ္စည်းကာမနာတိဝရောဝိယပစ္စယသောနာအတိယေကာယဟုကာမနာဝဇ္ဇနာမြတ်မြေဝရောဝိယနာသောနာဣစေဝတိ အာဒိဏပိုင်ရှင်မပေးရသောဥစ္စာဆိုဒိဏဒီတေတိဒိဏပေးရသောဥစ္စာပေါ့ဒီတိပေးရဣတိတို့ကြောင့်ဒိဏမိတာရတပစ္စည်းသုဇံဒီတိတိဒိဏ ယေတုသောနာမတိခေနာနာယေတိဝရောဝိယတတုရသောနာကာပစ္စည်းကာမနာယေတိဝရောဝိယပစ္စယသောနာဒီယေတိခေနာဟုကာမနာဝဇ္ဇနာမြတ်မြေဝရောဝိယနာသောနာဣစေဝတိ ကာမိတိတိကာမောအလိုရှိရသောကြောင့်ကာမကမှုတနာပစ္စည်းကာမိတိတိကာမောသုဇံ ကာယေတုသောနာမတိကာမောနာဘုရားရေဝရောဝိယတတုရသောနာကာပစ္စည်းကာမနာတိဝရောဝိယပစ္စယသောနာကာယေတိကာမောကာမနာဝဇ္ဇနာမြတ်မြေဝရောဝိယနာသောနာဣစေဝတိ ပရိယာပုနိတိတန်ယူအိဣတိရောကြောင့်ပရိယတိမိပရိယတိဆိုတာပရိရှိသောအပါဒတိပစ္စည်းပဲပရိယာပုနိတိပရိယတိပရိရှိသောအပါဒတိပစ္စည်းသုဇံပရိယာပုနိတိဥသောသောနာနာပတ်ဖြင့် ပရိယေဝမေတုသောနာမတိပရိယတိနာဝိရှိသောဘာယေတေဝရောဝိယသုရသောနာဣသေစီကာမတနာတိဝရောဝိယပစ္စယသောနာပရိယဝမေတိဝိယတိဟုကာမတနာဝဇ္ဇနာမြတ်မြေဝရောဝိယနာသောနာဣစေဝတိ ပိတိတိပရိယာပုနိတိတန်ယူဣတိရောကြောင့်ပိတကမိပိတာရနုပစ္စည်း
ပိတိယတိတိပိတကံလေလောစံပိတိတိသောကောင်းနာပိုက်ဖြင့်ပိတိယတိသောကောင်းနာပိုက်ဖြင့်ပိတကံပိယတိတိဘောလောဒုတိယဘုရားသောနာနုသေစီကမ္မတဏ္ဍတိတိဘောလောဒုတိယစေတသောနာပိတိယတိတိဘောလောကမ္မတဏ္ဍစေတသောတိတိဘောလောပိယတသောနာဣစေဝတိဒီလောက်ဆိုရင်တို့ဆုံးသွားပါပြီကျန်တဲ့ကာမဘာနာတွေဒီရင်သွားမှာမယ်မှန်တော့အထောအခရတညာတော့ပညာတော့ကိုအောက်မှာဘယ်လိုမှန်းတော့ပညာယတိဒီလိုမလားအဲ့ဒါကြတဲ့ပညာယတိတိပါလေပညာတော့ဒီတိုင်းသွားပါအထောအခရတညာတော့ကိုဖွင့်တာသဗ္ဗဝစနမတော့အဂရိဝတညာတိပညာတွေဥသောသောနာပိုက်ဖြင့်အဂရတညာတော့နဲ့တညာတော့ကိုသဗ္ဗဗညာရိုက်ပြောတာပြည့်စုံကာမဘာနာနဲ့တတိပြောပညာတွေတညာတော့ကာမဘာနာကိုစတဲ့ပြုရပြီလို့တော့စာရဏီနဲ့ကြည့်တဲ့အခါမှာသရာကြီးပြန်လေ့လာသိမယ်လို့သိပြီးရှင်းသွားပြီဘာမှမခက်တော့ဒီအတိုင်းပဲသွားမှာပဲအထောအရိတိညာတိတိအထောအရဒထာပစ္စည်းလောစံအရိယတိဥသောသောနာပိုက်ဖြင့်အရိယတိဥသောသောနာပိုက်ဖြင့်အထောဖြစ်ကြောင်းအကြောင်းတရားကိုဟောတာကိုဒီတော့ပါတော်သူစရဏေစာဝါခြေထောက်သည်လူတို့ရဲ့သွားကြောင်းအရာဝတ္ထုစရဏခြေထောက်ပါဒခြေထောက်ပါဒပဒပါလေပဒဒနာပစ္စည်းပါတော်သူစရဏေစာဝါပစ္စတိဧတေနာတိပါတော်ဟုတ်လားပစ္စတိဧတေနာတိပါတော်စရတိဧတေနာတိစရဏတဘာသာရဏတော့ကရဏသာရဏလောစံစရတိဧတေနာတိစရဏစရတိဧတေနာတိသာသနာ UBC သာသရိဣတေနာတိသာသနာ
သာသတိဧတေနာတိသာသနာဒုစံသွားကြောင်းယူကြောင်းဆောင်းကြောင်းဟဋ္ဌစရပါလေလက်အရဒထာပစ္စည်းရန္တိဧတေနာတိဟဋ္ဌောဧတေနာဤလက်ဖြင့်ရန္တိထိုတော်ယဝတ္တုကိုဆောင်းယူကြလို့ဤတိတော်ကြောင့်ဟဋ္ဌောဟဋ္ဌာမိအရဒထာပစ္စည်းဒုစံရန္တိဧတေနာအရဒဧတေနာဘောဓပြုလိုက်ရကကရဏကတုပါဝပြုတော်ပုသန္တိဧတေနာတိဖတ်သောလောဘန္တိဧတေနာတိလောဘဒုသန္တိဧတေနာတိဒေါသမုရှန္တိဧတေနာတိမောဟရန္တိဧတယတိတတိတရတိဧတယတိပတ္တအဲ့ဒီနေဆိုဧတယနဲ့တော့ဒါပဲကွာအဲ့လိုဆိုကရဏသာရဏဒီလောက်ဆိုပြီးမှပဲနောက်သာနာကျန်သေးတယ်ဟုတ်လားမင်းတို့အခုပဲဝိဇ္ဇုမနေတော့ပါဘူးဝိဇ္ဇုပဲကြက်ခိုင်းသွားတာပဲဟုတ်လားအာဘောတော်နဲ့သွားရတာအဲ့ဒါကြတော့သုံးချမ်းလုံးတွေ့လေကျေးဇူးမြရတယ်ဒီတိုင်းပဲကြက်ခိုင်းရမှာမဟုတ်ဆိုကိုယ်ကကြက်မှမကြက်နိုင်ပုံသင်နည်းနဲ့သွားလေဘယ်လောက်ကောင်းမှာပါဠိကတောင်းလုံးကကတ္တုသာနာရတဲ့ပုဒ်တွေကိုဘုန်းတော်ကြီးရဲ့ဆိုခိုင်းသွားရင်ဘယ်လောက်ကောင်းမှာပြီးမှကရဏသာနာကိဋ္နဘုံနဲ့ပတ်သက်ဘုန်းတော်မှာ9မျိုးရှိတယ်အခုလိုရှိတာပဲဟေတုကတ္တုသာနာဟေတုကမ္မသာနာဒီဘိုင်းကတော့ပြောရသေးဘူးဗုဒ္ဓကိုစနိတိဗုဒ္ဓနဲ့ဘောဓိတိဗုဒ္ဓဆိုဘာသာနာဖြစ်တော့မှာဟေတုကတ္တုသာနာကဲကရဏသာနာဆိုင်ရင်ပြီးရဆိုပါနောက်ဘာသာနာတော့မှာသမ္ပဒါနာပါရဏမင်းတို့ဘာရေးထားဓာတဘောအတ္တာရိတဏိယောအတ္တဘိက္ခုနောတွင်ယဓာတဘောပိယဣတိတို့ကြောင့်ဘောဘိက္ခုတွင်ယသည်ဓာနိယောဓာနိယမိဓာတအနိယပစ္စည်းလောက်ဆန်ဓာတဘောအတ္တဟုသောသောနာပိုက်ဖြင့်ဓာတဘောအတ္တဟုသောသောနာပိုက်ဖြင့်ဓာနိယောပါဠိဓမ္မတိပယံဒါကိစ္စတရာကြီးမှာရှင်မကိစ္စဆရာကိုကသုတ်တေတုံးကဗာနဲ့တေတုံးကာရကမှာယတမတပေတိဟုတ်လားယတမတပေတိပယမာရတိဘာဟုတ်လားယတမဝါပေတိယတမဝါပယံစာယတိအဲ့ဒီယတမဆိုတဲ့ပုံနဲ့ပြတာကြည့်ပြီးတော့ပယဆိုတဲ့ပုဂ္ဂိုလ်ဘာယတိဧတသမတိပယံပါအာသာရဏအဝရဏပိဒနာပစ္စည်းနာရမရှိတဲ့ပစ္စည်းကြောင့်ပိ၌ဤကိုဧဝပိဧဝမပါလေအယပြုပြီးတော့ပယပိတာလောက်စံပါရိတ္တမဟုသောသောနာပိုက်ဖြင့်အကြောင်းဟောပုဒ်တွေရှိတယ်။မဲတော့အကြောင်းဆိုပြင်မှာဟေတွက်ထေစဟိုက်နဲ့မှာတတ္တယဝိပတ်တဲ့တယ်ဘယ်လိုနဲ့ပြန်မှာလဲအကြောင်းကာရဏထေစကာရဏနဲ့မှာပစ္စမဝိပတ်တဲ့တယ်ဘာနဲ့ပြန်မှာတော့အကြောင်းလို့ပဲပြန်တယ်ကာရဏနဲ့ဟေတုဆိုတာအတူတူပဲဟုတ်လား
နိမိတံကာရဏဌာနပဒံပိဇာနိဗ္ဗာဒနာနိဒာနပဘောဟေတုပံဘောတေတုပစ္စယောအဘိဓမ္မာတဲ့ရမလားဟုတ်လားဟေတုနဲ့ကာရဏဆိုတာအကြောင်းအဲ့ဒီဟေတုဆိုတဲ့ပုဂ္ဂိုလ်ဟိနောတိဧတေနာတိဟေတုဟိနောတိဧတသမတိဟေတုတတိယပစ္စမိနှမျိုးလုံးနှမျိုးတတိယနဲ့ထားတာဘာသာရဏနော်ပစ္စမိနဲ့ထားတာဘာဝရဏသာနာဟိတတုပစ္စည်းဖြစ်ဟုတ်လားကဲလုံးစားဟိနောတိဧတသမတိဟေတုဟိနောတိဧတသမတိတကူသွားဗာကြံသေးတော့ဝေရန္တိဧတာတွေဝိဟာရောအဲ့ဒါကဧတာကြည့်ပြီးတော့ဘာသာနာလို့ခေါ်မှာဧတာဤကြောင်း၌ပိုက်ကူသမဏယဟန်တို့သည်ဝေရန္တိနေကြကိုဣတသမတို့သောယဟန်တို့ရဲ့နေရာဌာနဖြစ်သောအကြောင်းဝိဟာရောဝိဟာရမိဝိဘောဘာဟာရဒနာပစ္စည်းသောစံဝေရန္တိဧတာတွေဝိဟာရောဝိဟာရတိဧတာဝိဘောဘာဟာရဖြင့်ဝိဟာရောနာပစ္စည်းဘာသာနာတာအဓိကနာသာနာသောစံအာဂန္တောရမန္တိဧတာတိအာဝါသောအာဂန္တောရမန္တိဧတာတိအာဝါနာပတိအာဝါသောနာအာဘုဘာသာယေတိဘောရောဒုတိယသုတ္တနာနာနာပစ္စည်းဒီကနာနာယတိဘောရောဒုတိယပစ္စယတွေ့တိဆိုတဲ့ဒီအာယုံတွေ၌တတ္တတတ္တဝါတို့သည်အာဂန္တောလာကြကုန်၍ရမန္တိမွေးလျော်တတ်ကြကုန်ဣတိတသမတို့တတ္တဝါတို့၏လာရောက်မွေးလျော်ရာဖြစ်သည့်အတွက်ကြောင့်ပါလဲအာရမဏအာယုံသောစံအာဂန္တောရမန္တိဧတာတိအာရမဏအာဂန္ရဘုသူပါညာရစဆိုကြားဘူးလားညောင်းတဲ့ခေါရမတ္တပါမရှိဘူးကွာသုဇံအာဂန္တောတတ္တဝါတို့ရဲ့ပါလဲတရားဖြစ်ရဘဝန္တိဧတာတိဘူမိဘူဒမိပစ္စည်းသောစံဘဝန္တိဧတာဟုသောသောနာပတ်ဖြင့်ဘဝန္တိဧတာဟုသောသောနာပတ်ဖြင့်ဘူမိယဘူဒဧတေဘောဒုတိယသုတ္တသောနာမိပစ္စည်းဒီကရဏသနာနတတိဧတေဘောဒုတိယ
တေတတိဧတေနာတိဒါနံဒီတိုင်းပဲသွားမှာနောက်ဘာသာနာကြံသေးတယ်ဘာဝသာနာဘာဝဘောနာဘာဝဘောပါဘုဒ္ဓနာပစ္စည်းဒါမှမလားလောစံဘောနာဘာဝဘောနာဘာနာဘာမြေဘာဝနာဒုတိယယေကိုလကဒုတိယဘုရားသာနာနာမေစီဘာဝနာယေကိုလကဒုတိယပစ္စယသာနာဘာဝနာဘာဝဘာဝနာဝဇ္ဇပြောတိကိုလကအရိယတတသာနာဣဇေဝတိ ကရဏကာရောသမရဝိကဝိဇ္ဇလုပ်ခြင်းလို့ရှိရင်ဘာပြည့်စင်တဲ့ဝိဇ္ဇလုပ်ရအောင်ယူပြည့်စင်တဲ့ဝိဇ္ဇလုပ်ရတယ်ဒါကြောင့်မင်းတို့ဒီပရမတ်တရားကိုအရာကောက်ရတဲ့ပုဂ္ဂိုလ်ဆိုရင်ပရမတ်တရားဝိဇ္ဇပြုလိုက်ရကကရဏကတ္တုဘာဝပြုလို့ရဝိတယ်မလားဒါဆိုပရမတ်တရားဝိဇ္ဇပြုလိုက်ရကကရဏကတ္တုဘာဝပြုလို့စေတယုတ်နိဗ္ဗာန်ဆိုတဲ့ဒီပရမတ်တရား၄ပါးတွေကတခုခုကိုရကောက်စေသိဆိုရင်လည်းပဲစေသိမှာဝိတ္တဝိဇာရပတ္တဝေဒနာတတ္တတတိလောဘဒေါသအစရှိသည်ဖြင့်စေသိတွေများစွာရှိတယ်အဲ့ဒီလိုပရမတ်တရားကိုရကောက်ရတဲ့ပုဒ်တွေမှန်ရင်၁ကတ္တုတာရဏ၂ဘာဝတာရဏ၃ပါလဲကရဏတာရဏဘယ်နှမျိုးတော့၃မျိုးလုံးရပါတယ်တဲ့တိကရောဆရာကတော့ဘာဝတာရဏမျိုးကနေပရိယာတော့လဘတိဘာဝတာရဏဒီပါလဲဟုတ်ချကျန်တဲ့အားပါလဲဥပ္ပစာဒါမဲ့ဘယ်နှမျိုးရနိုင်တော့၃မျိုးတည်ရနိုင်တယ်ဥပမာဖတ်တာဆိုပါစို့ကရဏကတ္တိဘဝပြုလို့ဆိုရင်ကရဏသာနာဆိုဖုတနာဖတ်တော့ကတ္တိသာနာဆိုရင်ဖုတတိတိဖတ်တော့ကရဏသာနာဆိုရင်ဖုတန်တိဧတေနာတိဖတ်တော့ဖုတတိလို့သွားမလို့နဲ့ဧကောနဲ့မလို့ဖုပန်တိဧတေနာတိဖတ်တော့ဘာလို့လဲဖတ်တာရှင်တဲ့စိတ်တွေကဖတ်တာရှင်တဲ့စိတ်ကဘယ်လောက်ရှိတော့စိတ်89ပါတော့ရှင်ဘက်ပံပြုတ်တာဓမ္မအများကြီးရှိရဲ့ဘိုးဘုံနဲ့ကိုကွာရှင်ဘက်ပံပြုတ်တာဓမ္မတပါးတည်းသာရှိမြဆိုရင်ဧကောနဲ့ဟုတ်လားဖတ်တာဆိုကပဲရှင်ဘက်စိတ်ကအများကြီးရှင်ဒီအတွက်ကြောင့်ဖုတန်တိဧတေနာတိဖတ်တော့ဝေဒနာဆိုရင်ဝေဒယတိဧတေနာတိဧတယတိဝေဒနာပညာဆိုရင်ပဉ္စာနာတိဧတယတိပညာစသည်ဖြင့်ဒီတိုင်းပဲတွားစိနေတိစိတ်တံစိဏနာစိတ်တံစိနေတိဧတေနာတိစိတ်တံလောဘတိတိလောဘလောဘန္တိဧတေနာတိလောဘလောဘနာမောတိတိမောဟမောရှနာမောဟမောရှန္တိဧတေနာတိဒုတတိတိဒုသန္တိဧတေနာတိဒုသနာဝိတကေတိတိစသည်ဒီတန်သွားကျန်တဲ့အထုသေးလားမထုတော့ဘူးလည်းမဲလိုက်ဥကြံရဖြစ်ရှင်မှာဖြစ်မှာဟုတ်လားဒါမျိုးတွေဖြစ်မှာကဲဒီလောက်ဆိုရင်ပါရဏဆုံးတော့ဘူးလို့ထင်ပါတယ်ရရမှာတောက်တခါပြောပြလိုက်ပရမတ်တရားကိုရကောက်ရတဲ့ပုတ်စိတ်ကတုကရဏဘာဝ၃ပါးအဲ့ဒီ၃ပါးဝိဇ္ဇလုပ်တယ်ကြံတဲ့သင်္ကေတအနေနဲ့မှတ်လို့ရတာလည်းရှိတယ်မင်းတို့တရာကြီးမှာသုတ်ဆိုင်နဲ့ကပ်ပြီးတော့ဝိဇ္ဇမှတ်ပုံလေးနည်းပြောမယ်ပုပ္ပကာလေကကတ္တုကာနံဗာလဲတုနာဒွာနာဒွာဝါတုနာရဲ့ဒွာနာရဲ့ဒွာရဲ့ဒီပြည့်စိတ်တဲ့ပုပ္ပကာလေကတ္တုကာနံဧကကတ္တုကာနံဒါကြည့်ရှင်ဖြင့်ဘာသာရဏတွေကတ္တုတာရဏဒီလိုဆိုရင်ကတ္တဝဘယ်လိုလုပ်မှာပရောတိတိကတ္တဝရနော်ခဲလားမခဲဘူးကတ္တဝနာပရောတိတိကတ္တဝနာတုံဝတဲ့တိုင်းကာတုံတုံတုနာဒီတော့မဲတော့ငါရင်ပြုတ်တယ်တဝေတုံတုနာဒွာနာဒွာ
Awe komedi kadari. ဘာဝေကမ္မနိကတ္တရိဟာလားတဝေရဲ့တုံရဲ့တုနာရဲ့တွာနာတွာပြည့်စင်၅မျိုးအဆုံးရှိသောပုတ်မှန်ရဲ့တရာနဲ့ယူသိတိလို့ဘာသာနာလို့ရတော့ကတ္တိပါရဏတရာယီယူသိတိမှာတပါတခြားတရာကြံ့တွေကတော့ဗာလဲဘာဝသာရဏအဲ့ဒါကိုတဝေတုံတုနာတွာနာတွာ Awe ဘာဝေကမ္မနိကတ္တရိတဝေတုံတုနာတွာနာတာတွာတဝေရဲ့တုံရဲ့တုနာရဲ့တွာနာရဲ့တွာရဲ့အဲ့ဒီပစ္စည်းတွေဟာဘာဝေစဘာဝသာရဏနဲ့လည်း၎င်းကတ္တရိစကာတုတာနာနဲ့တော့ဘောတိရှိတဝေတုံတုနာတွာနာတွာဘာဝေဘောတိဗါလေကတ္တရိလိုက်ဆိုသမှာတဝေတုံတုနာတွာနာတွာဘာဝေဘောတိကတ္တရိတဝေတုံတုနာတွာနာတွာဘာဝေဘောတိကတ္တရိတဝေတုံတုနာတွာနာတွာတဝေပစ္စည်းတုနာပစ္စည်းတုံပစ္စည်းတွာပစ္စည်းတဝေပစ္စည်းစသည်တို့သည်တဝေပစ္စည်းအဆုံးရှိသောပုဒ်တို့သည်နောက်ကပါလေပါဝေဘဝတိကတ္တရိပါဒနာလို့မှာနော်ဘာဝသာရဏကတ္တုသာရဏဒီလောက်ဆိုရပါပြီဟုတ်လားဝတ္တဝ Posedi wala. တို့ပါသေးဝတ္တဒီဝတ္တဝလို့မျိုးလုံးနော်မယ်တက်ကဝစားရမယ်ပြဿနာတဲ့မှာအခုဝိယမတတိတိခဆိုပြီးတော့နေရာတိုင်းသွားလို့မရဘူးကွာဟုတ်လားကတ်တော်ဆိုရင်ကတိတိကတ်တော်ဆိုလုံးမရရကနန္တရထေကပဲဗာလဲပရောတိတိကတ်တော်စရိုက်တော်စရတိတိစရိုက်တော်စသည်ဖြင့်ဒီတိုင်းဘာဝသာနာဆိုရင်စရဏစရိုက်တော်စသည်ဖြင့်ဒါကတော့မင်းတို့နောက်ပိုင်းမှာလည်းငါစာအုပ်နဲ့သိသိပြီအခုအကျမ်းဖြင့်ကဝိကျော်ဒီတိုင်းမှတ်ကြတယ်ဒီနေ့ကိုပဲမင်းတို့ဝိကျော်အထာဂရထဲမှာအခုဝိကျော်အလုံးမဘယ်လောက်ပြီးသွားအောင်မင်းတို့1000ကျော်လောက်ပြီးသွားပြီငါဒီတိုင်းပြောလို့ရတယ်ပရမတ်တရားကိုရကောရတဲ့ပုံမှာမြောက်ဝိကျော်ဆိုတာခက်သေးလား Kaba. မရတာပဲရှိရင်ခက်တာမခက်တာသိရှာတယ်ဟုတ်လားမခက်တာမရတာတတ်နေလို့ကွာဟုတ်လားအားလုံးကတော့နတ်သဘောပေါက်နာလေရမင်းတို့ကနေစနစ်နဲ့ပြသွားမယ်ဒီတိုင်းတလုံးစီရေးပြီးတော့ဘယ်တော့မှပြီးမှာမဟုတ်တော့အခုအာဝသမနာသင်ရင်နဲ့ဝိကျော်ဆိုပုံဆိုနေပဲတခါတည်းနဲ့သဘောတရားပဲပေါအောင်သွားရင်ဘာမှမခက်တယ်နောက်ပိုင်းဒီတိုင်းပဲသွားမှာပဲကဲတော့နံပါတ်6ပိုင်း6ဆိုင်အခုကပါလေကြိုက်ပြီဟမ်နမလိညာကမသွားနိုင်အောင်ငါဒီမှာကြိုက်ပြီသေးတယ်ကြိုက်မှာတော့မဟေတုကတုလာနာတော့မပြီးသေးဘူးနော်သမတ်နဲ့ပတ်သက်ပြီးတော့နည်းနည်းပြောလိုက်မယ်ဟုတ်လားအဲသမတ်ပြီးတော့တတိုက်ကိုကြွားကြည့်အောင်တတိုက်နဲ့ပတ်သက်ရင်ကြိုက်ဆိုတာကဓာတ်နဲ့ပြည့်စုံရှင်းစပ်ပြီးနေတာကြိုက်ပုံနဲ့ပြည့်စုံရှင်းစပ်ပြီးနေတာတတိုက်ဒါတော့သိတယ်နော်ပရပစ္စယသံဟိတတတိတံပုံနဲ့ပြည့်စုံရှင်းစပ်ပြီးနေတာကိုတတိုက်ဆိုရင်ပုံနဲ့ပြည့်စုံမဟုတ်ဘဲနဲ့ပုံရှင်းရှင်းစပ်ပြီးနေတဲ့တတိုက်ရှိမရှိဘယ်သူတော့ဟုတ်လားပုံရှင်းရှင်းတန်ရှားတဲ့ဇမပြင်စနာပူရဏပြင်စမောဆိုအဲ့ဒါပူရဏတည်းပြောမှာဟုတ်လားနောက်ရှိပါသေးတယ်ဧကဒေသတည်းငါပြောစေချင်တယ်မင်းတို့ကမပြောပုရိသောစာပုရိသဘာတည်းလို့ခေါ်တော့ဧကဒေသတည်းဟုတ်လားတရူဧကဒေသဝိရုဧကဒေသဒါမျိုးတွေရှိသေးတယ်ကဲတည်းနဲ့ပတ်သက်ပြီးတော့တခုရေးရဘယ်ပုံစံထုတ်မှာလဲတည်းမင်းတို့ရတဲ့ပုံစံတွေပြောပါဦးဝိဒတာအပိစနာကံရေးစမ်းတခုလောက်တည်းအဘမောင်နာပေါ်နေတမှုကျဲဖို့အတွက်ပဲဒီနေ့အဲ့ဒီပိုင်းကနေကြိုပြောတယ်ဒါမှနောက်နေ့ကျညက်ကောက်မဟုတ်တယ်ဟိုမှာလိုက်တွားတယ်တွားနေရမှာဆိုတော့ Wadaitata apesa wadaito. ဟုတ်ပြီဝသိတတာဝသိတအောက်ကရေးစားဝသိတတာအပိစံဟူသောသမဏနာပိုက်ဖြင့် Wadaitata apesa do tawana pati. ဝသိထော၌ Wadaito nai. နာပိစီ Napesi. အပိစတတိုက်အနက်နဲ့တက်တည်ဖြစ်ကို၎င်း Apesa dena nai tadi jegolaga. ပစ္စည်းယထာသမဏနာပစ္စည်းမှာတတိုက်ပစ္စည်း Pesi. ကိပစ္စည်းနှမျိုးရှိတယ်ဒီနေရာမှာတတိုက်ပစ္စည်းနဲ့ပြောတာပစ္စည်းယထာသမဏနာ Isyata tawana. ဝသိတတာအပိစံဝသိထောဟု
အပိစ္ဆာတတိတ်ဝစနတ္ထပြုအပ်မည်ကို၎င်းအပိစ္ဆာတတိတ်ဝစနတ္ထပြုအပ်မည်ကို၎င်းအဘိဓါနထသဝနနာဒါဒီဝင်ပိုက်သိစေပါသည်တတိတ်ဝစနတ္ထပြသဝနနာပတ်ကိုအာဘောပေါ်တဲ့အခါမှာသဝနနာပြည့်တဲ့အခါမှာတေပစ္စယရသဝနနာနှိပ်ပါလဲအဘိဓါနထစာရပါလဲဝိဇ္ဇဝစနတ္ထကိုပြတာဒီတော့ကိတ်ပုဂ္ဂိုလ်ဝိဇ္ဇဝစနတ္ထနဲ့ဖွင့်တဲ့အခါမှာတေဒုတိယဓာတုပရာနှိပ်ဒုတိယပစ္စယရသုံးအဘိဓါနထကိတ်ပုဂ္ဂိုလ်ဝိဇ္ဇဝစနတ္ထနဲ့ဖွင့်တဲ့အခါမှာတေပစ္စယဓာနှိပ်ကပါလဲအဘိဓါနထကိုင်အားလုံးကြီးတို့ကိုရစမ်းမှာသိတ္တသာအဘိဇံဥသာသဝနနာပတ်ဖြင့်ယဟန်ဤအဘိဇံသာတာမဏေရောယဟန်ဤသာလောက်စံသမဏတာအဘိဇံသောသောနာပတ်ဖြင့်တတ်မထွက်တဲ့ဟာရှိသေးတယ်ဝါတာကြီးသာမဏေတော့မပါပစ္စည်းမှမသိဘူးဖြစ်နေသာမဏေဘောကဘုန်းကြီးဒီဖြစ်လာဥဇဏဖြစ်လာကိုယ်မပါတဲ့ပစ္စည်းကိုမသိဘူးတတ်တယ်ပါတယ်ဘာပစ္စည်းတော့နေရပစ္စည်းလားပြောနေရပစ္စည်းသမဏပုတ်ပါလဲနေရပစ္စည်းအဲ့ဒါသာမဏေရမှာသမဏအယဘာယဟန်ကိုယူရမှာတော့ဥပ္ပစေယဟန်ကိုယူဟုတ်လားသာမဏေဆိုတာဗာလဲဥပ္ပစေယဟန်ဤသာဥပ္ပစေဆရာသာဥပ္ပစာယောမာတာပိတုဌာနိယောလူဘဝလူလောကမှာမိဘနုပါရှိသလိုသာသနာထဲမှာလည်းမိဘဆိုတာသူကိုပြောတာနော်ဥပ္ပစေကိုပြောတာဒါကြောင့်သမဏတာဥပ္ပစာယတာပုဒ်တော်သာမဏေရောနဲ့သမဏဟူသောရှေ့ပုဒ်တစ်စက်ကိုရတဲ့သောဥပ္ပစာဆိုယဟန်အလုံးမယူရဘာယဟန်ယူရမှာနော်ဥပ္ပစေယဟန်ကိုယူဘာဥစ္စာတော့ကွာအေဂရတိဥပ္ပစာသမဏတာပဲစသာမဏေရောဒီတိုင်းသွားမှာကဲနာဝါယတရတိတိနာဝိကောပါတလိုက်တယ်တရတိတဲ့နာဝိကောမှာနာဝါပုတ်နိဂပစ္စည်းနာဝယလေးပြတရတိကုတိုင်ဤဒီတော့ကြောင့်နာဝိကောနာဝိကမိလောက်စနာဝယတရတိတိနာဝိကောနာဝယတရတိတိနာဝိကောနိဂပစ္စည်းတရတိတိတတိဝါပစ္စယသဝနာနာဝယတရတိတိနာဝိကောတရတိတိဝစနာပြောင်းခြင်းကာတာဝကတာဝေနရတ္တကာတာဝကတာဝေနဖန်ရည်ဖြင့်ရတ္တဆိုရသောအဝတိကာတာဝဖန်ရည်ဖြင့်ဆိုရသောအဝအဲ့တော့သင်္ကန်းဆိုတဲ့စီပါတာဝဆိုတဲ့ပုဂ္ဂိုလ်တတ္တပြီးရင်ကာတာဝသင်္ကန်းဆိုတာကပြင်းညာတယ်ဟုတ်လားတတ္တနဲ့ပြီးရင်ဘယ်လိုပြရမှာတော့ဖန်ရည်ဖြင့်ဆိုရသောဒီတိုင်းဝယ်ကဲလောက်စံကတာဝေနရတ္တဟူသောသောနာပတ်ဖြင့်ပစ္စည်းမှာပဋ္ဌာန်းခဏနဲ့ပါဘူးလားပုရဒဣမပစ္စည်းပစ္စာဘောဣမပစ္စည်းပစ္စာဇာတောပစ္စည်းမောသာဒရိနာမိမိယာစာလောက်စံပစ္စာဇာတောသောသောနာပတ်ဖြင့်ပစ္စာဇာတောသောနာပတ်ဖြင့်ပစ္စည်းမောနာဣမ
စ္စည်းကိုခွဲတာကိုရေးကြည့်တာပဲဝိယဝကြခိုင်းတယ်မှာဘယ်ပုတ်ကြေပြောက်သွားလဲဆိုတာပဲကြည့်လိုက်ခွဲကြည့်ခွဲတဲ့ဝက်ကြည့်ဝက်တဲ့ကြောင်ကြည့်ကြောင်တဲ့တွေမှာအခုဇာတပုတ်ကြည့်ရင်ဘာဖြစ်သွားလဲအဘိဇာပုတ်ကြေပြောက်သွားရင်တရတိကြေပြောက်သွားရင်ရတ္တကြေပြောက်သွားရင်ရတ္တတဲ့ဒီလင်းသွားမှာပဲမနုဿာဘောမာနုတကောဆိုတော့ပါတယ်မာနုတကောမှာဘာပုတ်ဘာပစ္စည်းတော့မနုဿာဘောသမုဝတ်တဲ့ကန္နာဆိုကြားဟုတ်တယ်မလားဘာပစ္စည်းတော့ဘာပစ္စည်းဟိုညောင်နဲ့ပုတ်ဆိုင်နေမရဘူးငါအခုပြောနေတာကထာဂရတိကကြီးပြောနေတာမဟုတ်ဘူးအကုန်လုံးဝါဒပစ္စည်းနာနာဝိဇ္ဇာကြီးဆိုငါပုတ်ဆိုင်အာရုံပြုပြီးပြောနေတာဟုတ်လားဘာလဲပုတ်ဆိုင်နေမှာဘာလို့ကသမုဝတ်တဲ့ကန္နာမနုဿာနာသမုဟောမာနုတကောပါဘယ်နဲ့မနုတကောတော့မနုဿာနာသမုဟောမာနုတကောအဲ့လိုဒီခါလဲရေးချပါမယ်နေရာမပါတဲ့နေရာပါဘူးဗျာမဏရေးတဲ့အခါခါမှမဲတော့ရေးချမပါတယ်မရတယ်အကုန်လုံးတွေဘုန်းကြီးတွေတော်တော်များများဖြစ်နေနောက်ကနာကြီးပါလို့ရှိရင်ဗျာမှာပါတယ်ရေးချပါတယ်နောက်ကနာကြီးမပါဘူးဗျာမဆိုပါလဲနာကြီးမပါဘူးဒါလည်းသိရတယ်အဲ့တော့ဗျာမဏဘုံသားဆိုပြရကရှိမှပါလားရေရှာပါကိုပါလေယမုနာအဘိဇံပြန်မှာနာဂမောတတ္တဒီကာတိဘေကလာပါရဏတိကပါတယ်ယူသိတိကပါတယ်မနေရတယ်ယူတူပါပဲတရဏိပါတယ်အဲ့ဒါကဲငါအခုပြောတော့ကပါလေမနုဿာနာသမုဟောမာနုတကောဒုသမနုဿာနာသမုဟောသောတောင်းနာပတ်ဖြင့်မနုဿာနာသမုဟောကာမသနာပန္တုအာယာရိတာဒါပဲအဲ့တော့ခဏခဏတွေ့လိမ့်မယ်တာပစ္စည်းတဲ့တဲ့ပုံမှန်သမျှသည်ပါလိုက်တော့ယူသိတိမှာတာပစ္စယန္တသာနေသံအဲ့ဒီလင်္ကာတာတာပစ္စယန္တသာတာပစ္စည်းဆွေးသောဘုရားနေသံမြေအဲ့ဒီလင်္ကာတာအဲ့ဒီလင်ရှိတိပြေဒီဟောဒီဒီပဲတာပစ္စယန္တသာနေသံအဲ့ဒီလင်္ကာတာအဲ့ဒါကိုတာမအဲ့ဒီဧကံမြေတိမင်းတို့မှာလာတာကနယတနဲ့တဏပေါင်းယုံပစ္စည်းသုံးပါနှပုံသာတာမအဲ့ဒီကံမြေတိနယပစ္စည်းတဏပစ္စည်းတာပစ္စည်းဘဝတရေမှာအဲ့ဒီသုံးပစ္စည်းကတော့နှပုံနဲ့တာပစ္စည်းကတော့ဘဝတရေပဲဖြစ်စီတခြားသုထတရေပဲဖြစ်စီအခုတော့ငွားတရေပဲဖြစ်စီတာပစ္စည်းဆုံးတဲ့ပုံမှန်ရင်ပါလိုက်တော့အဲ့ဒီလေဖြစ်တည်တော့じゃနိဗ္ဗာန်ရှာတဲ့အခါမာနထာမှာတော့
အာဂါရန္တနဲ့စာအိတ်ကလေးဒါကိုသမတ်လေးမှာဒီမြေဟာရတ္တမပြူရဒီပုံစံနဲ့သွားတယ်အဲ့တော့အခုကာမသဗန္ဓုပါဟယာရိတာကာမနာသမုဟကာမတာဗန္ဓုနာသမုဟဗန္ဓုတာစသည်ဖြင့်ဒီကဝိဇ္ဇုတက်တဲ့အာဘောတက်တဲ့ပြောနေတာမဟုတ်ဘူး။သီလခံမှာလှမ်းပြီးတော့ပြောနေတာ။ဥပမာသီလခံမှာဆိုရင်တော့ဝဇ္ဇနာတိဆက်ကဆိုရင်ပရိယေရှာဖွေရတာရှိတယ်။ပရိယေရှာဖွေပုံကဥမာဥရိသောဆိုရင်ပါလေဘောသောဆိုင်တပရိတရမြတ်တိဝဇ္ဇနိယထာမြည်ပါခဲ့တယ်နော်။မနုဿာဆိုရင်ပါလေနရောသတပရိတရမြတ်တိသမဏဆိုရင်ပါလေဘိက္ခုသတပရိတရမြတ်တိဘူမိဆိုရင်ပရိဝိသတပရိတရမြတ်တိဝဇ္ဇနိယထာမြည်သီလခံနံပါတ်၄မှာပါဘူးလား။အမြဲတမ်းပါတယ်။အခုဒီလိုဝိယုကိုပြောင်းလဲပုံသိထိုင်ဘာမှမခဲတဲ့တတိုက်မှာပုံနဲ့ပြည့်စုံရှင်စာပြနေတဲ့ဟာကိုပရိယေရှာဖွေမရဘူးဆိုလို့ရှိရင်လွယ်လေးလေးပဲဟုတ်လားလွယ်လေးပဲဆိုပါအခုမဲပါလဲမနုဿာနာသမုဟမာနုတကောဆိုတော့မာနုတကောဘုကိုပရိယေရှာဖွေမရဘူးဆိုလို့ရှိရင်ဝိယုဝကြခိတ္တမှာကြည့်တာမနုဿာနာသမုဟမပါဘူးလားမနုဿာနာသမုဟမနုဿာနာမှာဝိပဿနာဖြုတ်လိုက်ရင်ဘာဖြစ်သွားမှာလဲမနုဿာသမုဟကောဒါပဲရှိတယ်မာနုတကောဆိုတဲ့ပုဂ္ဂိုလ်ရဲ့ပရိယေကိုဘယ်လိုတော့မှာတော့မနုဿာသမုဟသာသပရိတရမြတ်တိဝဇ္ဇနိယထာပန္တုတာပုဂ္ဂိုလ်ပရိယေဆိုဘယ်လိုတော့မှာတော့ပန္တုသမုဟသာသပရိတရမြတ်တိသနတ္တပုဂ္ဂိုလ်ပရိယေဆိုမှာလဲသနသမုဟသာသပရိတရမြတ်တိအကုန်လုံးထုတ်လို့မရဘူးလားသာယတာပုဂ္ဂိုလ်ပရိယေထုတ်ပါဆိုရင်သာယသမုဟသာသပရိတရမြတ်တိကဲတရာကြီးသုတ်ဆိုင်ရရုံနဲ့ပါရစိကဆိုမှာမေနိတိဝေစနာရထုတ်လို့မရဘူးလားသီလခံမှာဆင်ပါလေဝဇ္ဇနိယထာထုတ်လို့ရတယ်အဲ့ဒီလိုနိစ္စလိုက်တွေကိုတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့သဘောပေါက်သွားလို့ရှိရင်ကျန်ရံကဘာမှမခဲဘူးအဲ့တော့အဲ့ဒီလိုပုံတင်နည်းနဲ့သွားတဲ့စနိတ်ကကောင်းဆုံးပဲဒီတိုင်းဖန်ကုန်းပြီးတော့ကျဲလို့ကတော့ဘိုးဖန်ထောင်ဝဲဖြစ်မှာဘိုးဖန်ကုန်းဝဲဖြစ်မှာမရဘူးသဘောလည်းမပေါဘူးကြိုင်တင်းနေဒီလောက်တော့ကြာ